သာသနာတော်2522ခုကောဇာတက္ကရီ1340ပြည့်နှစ်ဥတုဟေမန္တဆောင်းလရာသီနတ်တော်လာပြည့်ကျော်8ရက်နေ့ညရန်ကုန်မြို့ကြီးမြင့်တိုင်းပန်းမင်းကြီးလဓမ္မသဘင်ပလင်တော်မြတ်၌ဟောကြားအပ်သောဓမ္မပဒအထကထာလာပါဝိယကဝတ္ထုဒေသနာခောပါဝိယကရှင်တိုက်ပွဲဝင်တရားဒေသနာတော်မြို့ကောင်းသားသမီးများမှတ်သားလို့လွယ်အောင်အကျဉ်းချုပ်မူရင်းနာမည်လည်းမပြအောင်ပါဝိယကရှင်တိုက်ပွဲဝင်တရားတော်လို့မှတ်ပါဘာတရားတဲ့လဲပါဝိယကရှင်တိုက်ပွဲဝင်ပါဗျာဟုတ်ပြီဘုရားတော်ဟောကြားမည်ဖြစ်၍ဤတရားဖြစ်မြောက်ဖို့နဲ့တကွသစ္စာ၄ပါးအမှန်တရားတွေကိုကိန်းနေနီးဆိုတဲ့ဖော်မြူလာအဖြစ်နဲ့ထားခဲ့တဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးအားအာယုံယူ၍ကြီးညိုတရားပွားကြရအောင်သရယောယတိဝဒိဋ္ဌာနိသိဏောဥဒဝါဒယနိဗ္ဗာယံဓာတုဘဝေနဟိတံသတ္တနာမစရေယောဘဂဝါဣတရိယဓမ္မယတသီရိကာမပယတမိဘုံကြောင့်လီနှင့်ဆုံးညီတော်မူညာအရှင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်သရဝါသံဃာတော်များရှိတော်ဗျာကကြွားသွားတို့ဤစက်တော်ကြည်လျက်၎င်းယေရိဝဒိဋ္ဌံမကြွားမသွားရွှေတော်လာသို့မာယတံတော်မူလျက်၎င်းနိသိဏောဝါပရိသအလေရောက်ချောက်သွဲဖြင့်ထဲဝဲဖွဲ့ခွေထိုင်နေတော်မူလျက်၎င်းဥရဝတယံအမေပု္ပ္ပာဖြည့်ရှင်ငါဖြင့်ညင်ကားကြောင်းမောလျောင်းတော်မူလျက်၎င်းနိဗ္ဗာယံဝါလိစေငါသက်တော်အဖြင့်ဤမာလေးပြီး80ပြည့်၍ပရိနိဗ္ဗာန်ဇာယုတော်မူခြင်းနိလသောဓာတုဘဝေနာနောင်ကားရှင်စစ်ကိုယ်ွယ်ရဖို့အနိအမွေဓာတ်တော်အနေအားဖြင့်တော်၎င်းသာဒနာသုံးတိုက်ဝေနေဘုရားများစွာတတ္တဝါတို့၏သာဒနာလူယောနာပါပြမမကျွင်းတတ္တဝါဘုရားကပင်တို့၏ဤတန်လောကုလောကိနလီပွားတို့မင်္ဂလာရှိသောအကျိုးတရားတွေကိုဝါမေဖို့နိဗ္ဗာန်သုံးတန်သောလောကုတ္တရာရှိပွားတွေကိုအာဇရေယင်သွေးရာဟုပမာပြုလျက်အမှုသေးစွာပြုခြင်းတော်မူခဲ့ပါပေ၏သမ္မဂဝန္တံလောကသားအတွေ့သက်ကိုပင်မငဲ့ွယ်ဖဲရာတပညာသဗ္ဗညုတရွှေဉာဏ်တော်ဖြင့်သာသနာရေးလုံအားပညာတို့ဘုံတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဓမ္မဂတိကနာမသမုအကျော်နှုတ်သည်မယံရန်ကုန်မြို့ကြီးမြင့်၌ပန်းမင်းကြီးလနိဗ္ဗာန်ကိုဥတံပိတကလရေမရွယ်ရောအမျိုးသားအမျိုးသမီးသူတော်ကောင်းတို့သည်ဝန္ဒာမိဝန္ဒာမဝန္ဒာမိဝန္ဒာမဘေးယောဂကင်းစင်ကွာ၍မိမိတို့လိုရာခရီးအပြည့်တိုင်ရောက်စေနိုင်၏စိတ်အားပိလျက်မနေလင်စွာရှိခိုးကတော်ကြပါကုန်သည်ဖယားအရင်လဲတော့အဖျားထင်းဖြစ်ဆိုသလိုဘုရားရွှေကိုယ်တော်မြတ်ကြီးအားသွားရထိုင်လျောင်းအသက်ထင်ရှားရှိခြင်းပြုခဲ့တဲ့သာသနာရေးလုံအား
မဟာသက္ကရာ148ခုနှစ်ကဆုံလပြည့်အင်္ဂါနေ့တွင်ချမ်းမြေ့သားကြီးနိဗ္ဗာန်ပြည်သို့ကြွတော်မူသည်မှစ2522နှစ်ယနေ့ကြအောင်နောင်လည်းပဲသာသနာ9တော်အမြဲတည်အောင်စေရီပထုကူကြောင့်ပြသဇယတွေမှာတိပိတကာလဓာတ်တော်အဖြစ်နဲ့လှုပ်အားပေးခဲ့တဲ့ဗုဒ္ဓဘုရားရှင်ကိုတော်မြတ်ကြီးအားဥတည်အလေးပြုလိုက်တယ်ဆိုရင်ဉာဏ်ရှိတဲ့ဓမ္မယရဏသံဃယရဏအာဇရိယအဖျားဖျားတွေကိုလည်းပဲဥတည်ခြင်းကိစ္စပြည့်ပြီရဲ့လို့အမျိုးကောင်းသာသမီများမှတ်ယူကြစေလိုပါတယ်အဲဒီလိုဥတည်အလေးပြုပြီးတဲ့အခါမှာဘဝလည်းနှလုံးပခုံးလည်းနဲ့ဝဘာတော်ကစီနှစ်နဲ့လူပြည့်အောင်ကျွေးမွေးလာခဲ့ရလို့ဘုန်းကြီးနှစ်ကျော်အရွယ်3နှစ်သားအားကဘဝတမလွန်ပြောင်းကြွကွယ်လွန်တဲ့မိခင်ကြီးတော်မေယူသလားမဲသလားပိန်သလားဝသလားရှိသလားပုသလားရဲ့လို့ငယ်ရွယ်တဲ့ကလေးများဖြစ်တဲ့အတွက်ဒါကြောင့်မသိခဲ့ရပါဘူးဘုန်းကြီးရဲ့အကိုကြီးအမကြီးများဖြစ်ကြတဲ့ကမာယောလဲတာတကားဥခင်မောင်တို့ကပြောပြလို့မိခင်ရဲ့ပုံသဏ္ဍာန်ဟာဤလိုပဲလို့ရည်မှန်းပြီးသိခဲ့ရဘုံမိခင်ကြီးအနေအပြင်းလည်းပဲဘာဝိရှင်များဝတ်သင်္ကန်းနဲ့သာထွေဆုံးတစ်ပါးသာသနာတော်မှာရှင်ပြောပြီးတော့အနှစ်20ကာလပရိယတ္တိတာဝန်တွေ10နှစ်တာကာလပฏิပါတိတာဝန်တွေအဲ့ဒီလိုအနှစ်30ကာလပရိယပฏิပါတာဝန်တွေကိုကြည်ပြွန်စွာထမ်းဆောင်နေတယ်လို့သိခွင့်မြင်ခွင့်ကြားခွင့်ရမသွားရရှာတဲ့မိခင်ကြီးသာထွေဆုံးတစ်ပါးဟောကြားညွှန်ပြနေခဲ့တဲ့ဧကယနာတတိပဋ္ဌာန်တရားတွေကိုသာသုံးကျင့်ပွားအားထုတ်ခွင့်ရမသွားရရှာတဲ့မိခင်ကြီးအဲဒီမိခင်ကြီးပြည့်စည်သည်မှအာဝိရှင်များဝသင်္ကန်းနဲ့ရှင်အားပြုတော်မူလို့သက်တော်90ဝါတော်30ရဘဝနာတန်းစံလွန်လေးပြီးဖခင်ကြီးဥဒ္ဓမိကဒီမိဘနှဖျားတို့ဟာဖြင့်ဟောဒီမဟာယံကိုကြည်မြင်နိုင်ပါမင်းကြီးလက်ဓမ္မသဘင်ဆင်းရင်ကျင့်ပဤဌာနသို့အတိတ်ဘဝကပါရမီအတူမြလာကြပါတဲ့တရားဓမ္မတို့နဲ့အတူကြည်ပြူဝမ်းမြောက်တရားတော်လာရောက်နိုင်ပါစေကြောင်းဗလင်မွေကနေဥကယေရှုကစိတ်မြော်၍တရားနာဖိတ်ခေါ်မည်မဟာတာပိတရောဗုဒ္ဓသာဒေတိတံဓမ္မဒေသနာဇာတထာနာကံတဝနာသုနာတုဣဒမနပါမဟာတာပိတရောမိဘကျေစုမြင်မို့ကိုယေရှုကမျောလွှမ်းစိတ်ပေါ်၍အိတ်တော်လက်တနုတိုင်းတလည်းရဲ့နေညာမမေ့ဘဝင်ခွေလေနေ၍မယမရဏသေးမင်းမှဖြင့်အာနာခောသီတာကြောင့်လူရွာပြေထားလိုက်ပါသွားတဲ့သာလာမြေပြောခမိတော်မေတော်တို့သည်ဣဒာမနပါကာမရှိကြီးရိုက်သောတိဘုအာနိပြုပြင်တသဆင်းသည်ဗလင်ပွေနောင်ရန်ကုန်မြို့ကြည်မြင်၌ပန်းမင်ကြီးလောင်ဓမ္မသဘင်အတွင်းရှိသောဇာတဌာနာကာမတကာဓမ္မရာကြောင့်ရှိလျာယသန္တရာဘဝဘုံဒါနာစီကအာဂန္ဓဝနာသမောင်တပါးစေတနာထား၍ရွှေအားဝံပြောဖိတ်ခေါ်လေသာနာယံကြာယာခဏတော်နှင့်ဆိုလင်မကြလာရောက်ပါ၍ဥဒ္ဒသဘာဝရှင်မြတ်ဝသင်္ကဖြင့်တင်လွားချက်ယုံပလင်ပုံဝဲညာဟုံကိုမြူတင်ထုစေသံသာယဤဒေတိတာရှင်မင်းကိုဇာသဘောထား၍ဟောကြားတော်မူအပ်ပါပေသောကာမဒေသနာကာမပရာတကထလာ
ဘာဝိယကဝတ္ထုခေါ်ဆိုရတဲ့ဘာဝိယကစဉ်တိုက်ပွဲဝင်တရားဒေသနာတော်ကိုသူနာတုဤသာရွှင်ပြအာရဝံမျိုးသာတော်ဓမ္မဟုကောင်းညိုရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်လေးလာရောက်ခါနာကြနိုင်ကြပါစေကုန်သတည်းဘုန်းကြီးတို့တရားဓမ္မတို့ရဲ့လွတ်လပ်ရေးဖခင်ငြိမ်းချမ်းရေးပိတုကဖြစ်တော်မူတဲ့ဗုဒ္ဓသခင်အားမွေးဖွားခဲ့တဲ့မေတော်မာယာသာတော်လေးအားအာရစွာရှုစားမသွားရရှာပဲ9 ရက်တာကာလနဲ့နတ်ရွာစံကံတော်ကုန်ခဲ့အဲဒီလိုမွေးခဲ့တဲ့မေတော်ကြီးအား6 နှစ်တာကာလတရားအမှန်နေရှာလို့ဘုရားဖြစ်တဲ့အခါ9 ဝါမြောက်ရောက်ဒီကာလတာဝရိဏနန်းကြွာလန်းတော်မူ၍ဝါတွင်3 လရဲ့ပေါင်း90အဘိဓမ္မာတရားဖြင့်ဗုဒ္ဓဘုရားကမေတော်ကြီးအားကျေးဇူးဆက်ပါတယ်တရားနဲ့ကျေးဇူးဆက်တယ်ပေါ့။ဘာနဲ့ကျေးဇူးဆက်တယ်လဲပိဋကတို့တရားနဲ့ကျေးဇူးဆက်ပါလားဗျာ။ဗုဒ္ဓသာလားဆိုတော့ဗုဒ္ဓရဲ့ညာလည်းယုံဖြစ်တော်မူခဲ့တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီး44 နှစ်တာကာလသာသနာတာဝန်ကြည်ပြွန်စွာထမ်းဆောင်လူဘဝ25 နှစ်နဲ့ပေါင်းလိုက်တော့69 နှစ်ဘိုးရွယ်ရင်မရောက်တဲ့အခါတနေ့လင်း8 မိုင်နှုံးတယူဇနာကြ9 ရက်တာကာလကြွတော်မူပြီးတော့ဇင်္ဂလမြေပြင်းညောင်းခြေလင်းလန်းလို့မို့အသက်အရွယ်90နီးပါးမဲ့တော်ရူပသာရီအတရားဖြင့်ကျေးဇူးဆက်တော်မူပါသည်ရှင်သာရိပုတ္တရာလည်းဗာနဲ့ကျေးဇူးဆက်တယ်လေဓမ္မဝရတေကရာလာသနုမတေဆိုတာလည်းပဲဤကဲ့သို့တရားဟောတိုင်းဟောပြတိုင်းဘဝဓမ္မလွန်ပြောင်းကြွားကွယ်လွန်လင်ညမိခင်ကြီးဆိုတာကိုဖိတ်ကြားပြီးတကလတရားဟောအမြဝေတဲ့ထုံနှလုံးမူ၍ဘုန်းကြီးများကလည်းပဲအဲ့ဒါပိစုပါမိခင်ဖခင်နှစ်ပါးတို့ဟာတရားဖြင့်ကျေးဇူးဆက်တယ်လို့အာယုံယူကြဖို့ပါပဲပိဋကအဲဒီလိုအာယုံယူပြီးတကလကနေဟောဖို့ရည်ရွယ်ချက်ထားခဲ့တာကတိုက်ပွဲဝင်တရားဘာတရားလဲဒါအရေးကြီးပါဘုန်းကြီးတော်မျိုးကောင်းသားမျိုးကောင်းသမီးများအနေအပြင်လူလားကြတာကနိဗ္ဗာန်လူလားကြတာကဘာလဲနိဗ္ဗာန်ပါဗျာအဲဒီနိဗ္ဗာန်မရနိုင်အောင်ဆိုပြီးတကလားပြင်ပအန္တရာယ်ရန်ဆွဲတွေကလည်းများဘူးလားများပါဗျာအတွင်အန္တရာယ်ရန်ဆွဲတွေကလည်းပဲမများဘူးလားများပါအဲ့ဒီအန္တရာယ်ရဆွဲတွေကြတဲ့ကနေပြီးတော့ဒါနသီလဘာဝနာခေါ်တဲ့လုံအားဖြင့်ဘုန်းကြီးတို့အာဇာနည်အမျိုးသားအမျိုးသမီးတို့တွေကတိုက်ပွဲဝင်ရလိမ့်မယ်တော်လှန်ရေးစစ်ဆင်ရမယ်လို့ဆိုလိုပါတယ်အဲဒီလိုတော်လှန်ရေးစစ်ဆင်ရမည်ဖြစ်ပါလေတော့ကြောင့်မူရင်းဇာလာအခြေခံထားပြီးတကလားနောက်ပိုင်းမှာဝိပဿနာတရားနဲ့အကွက်ဖော်ယူရတိုက်ပွဲဝင်တရားမိုးသောကျေပြူတရားသေမင်းကိုအနာယူမဲ့တရားမိလောင်ပြင်မှာပွင့်သောပန်းတရားဆိုတာဘုန်းကြီးရဲ့မူပိုင်တရားတွေပါဘင်ကိုအခြေခံဇာလန်းတွင်နှစ်30ရာကာလရှာမိရှိမှုထားခဲ့တဲ့ပရိယပฏิပတ်အဲ့ဒီလိုအသိဉာဏ်တရားဆရာသမားတို့ပေးတော်မူခဲ့တဲ့ဤကိုမိပြီးတကာလစီစဉ်ထားတဲ့တရားများဖြစ်ပါတယ်ဒါဖြင့်လောကမှာမက်ဖို့နိဗ္ဗာန်ဝင်စားလိုကြတဲ့ပုဂ္ဂိုလ်ရာဒါနရဲ့သီလရဲ့ဘာဝနာရဲ့3 မျိုးဘယ်နှမျိုးလဲ3 မျိုးပါဗျာဒီ3 မျိုးပြည့်စုံမှရမယ်ဆိုတာကတော့ဘုန်းကြီးတို့အထထပြောခဲ့လာပြီဘယ်လိုလဲဆိုရင်ဖြင့်လောကကုန်ပစ္စည်းလိုအပ်တဲ့အခါမှာရှောက်လွှတ်တင်ကြရသည်ရှောက်လွှတ်တင်ုံနဲ့ရရထောက်ခံစားအတိအတိပါရသည်အဆင့်30 1ရာကွက်ကော်မတီထောက်ခံစား2မြို့နယ်ကော်မတီထောက်ခံစား3ဦးစီးမန်နေဂျာထောက်ခံစားဘယ်နှမျိုးလဲ3 မျိုးပါဗျာ
ရာကွက်ကောမတိထောက်ကစားကဒါနကုသိုလ်နဲ့တူသည်လိုအပ်တဲ့ကုန်ပစ္စည်းများရာကွက်ကောမတိထောက်ကစားပါယုံနဲ့မရနိုင်သေးသလိုသူမပါရင်လည်းပဲမရနိုင်သေးသလိုဒါနကုသိုလ်ပြုထားယုံမြနဲ့လည်းမဲ့ဖို့နိဗ္ဗာန်ဆိုတဲ့သာသနာဝင်ကုန်ပစ္စည်းမရနိုင်သေးဘူးသူမပါရင်ရောရမလားမရပါဘူးဗျာရာကွက်ကောမတိထောက်ကစားပါယုံနဲ့ရှောင်းလွာသည်နေပေါင်းရာထောင်ကြပေမဲ့လို့ကုန်ပစ္စည်းထုတ်ယူခွင့်မရနိုင်ဟောင်းမြင်ဆွေးနွေးပြီးတကားလပျက်စီးသွားယုံမယ်ဒါနကုသိုလ်တစ်ခုဒီကိုသာအာကျုမှတဲ့ပြုပြီးတော့ထားတဲ့ပုဂ္ဂိုလ်ဟာနေပေါင်းဘယ်လောက်ကြာပေမဲ့လို့နိဗ္ဗာန်တော့မရောက်နိုင်သေးဘူးနိဗ္ဗာန်ရောက်ခြင်းအခြေခံမြတ်သာဖြစ်တယ်ဆိုတာကိုအာရုံယူထားကြဒါနဘုန်းကြီးပေတာမဟုတ်ဘူးဘုန်းကြီးတို့တွေဟာမြို့ကောင်းသားသမီးတို့ရဲ့လူတန်းဆက်ကနေစွမ်းသင်္ကန်းဘောစဉ်ကြောင်းစိတ်ဒီပစ္စည်းတွေကိုမိဝဲပြီးတော့သုံးဆောင်နေရတာပါဆိုလိုချက်ကအမျိုးကောင်းသားသမီးတို့ရဲ့ဘဝလွတ်မြောက်ရေးရည်ရွယ်ခဲ့တဲ့ဥတီလမ်းမကြီးမပြောက်အောင်ရှေ့ဆောင်လမ်းပြရမယ်တာဝန်ရှိမရှိဘူးလားရှိပါတယ်ဗျာဒါနသက္ကသသောပါဏံဒါနဒါနတရားဒီသက္ကသနာယွာနိဗ္ဗာန်ဤသောပါဏံတက်ရောက်ရာစောင့်နာတဲ့ဘွယ်ဖြစ်ပါတယ်ဒါနဆိုတာနိဗ္ဗာန်တက်ဖို့ရာစောင့်နာတဲ့ဘွယ်သာဖြစ်တယ်စောင့်နာလေကတော့ထောင်ပြီးပြီမတက်ရင်ရောက်ပါမလားဒါပြောတာပါအပေါ်မဟုတ်ပါဘူးမပယ်ပါဘူးလေသာကြီးထောင်ထားရုံနဲ့မတက်ရင်ပြင်နေ့ရက်တွေဘယ်လောက်များပြီမဲ့လို့ဟိုအထက်ဆိုတဲ့ရောက်လို့တဲ့နေရာရောက်နိုင်ရဲ့လားရှင်းတယ်နော်ဒုတိယသီလကုသိုလ်ဆိုတာကမြို့နယ်ကော်မတီထောက်ခံစာနဲ့တူသည်သူပါယုံမြနဲ့ရမလားမရသေးဘူးတဲ့အေးဒါကြောင့်သူမပါရင်လည်းမပြေဘူးဆိုပြီးတကလားမပါသီလနိဗ္ဗာန်ဒွါရပဝေဒနာသီလတရားသည်နိဗ္ဗာန်ဒွါရပဝေနိဗ္ဗာန်ပဝေဒနာဒွါရနိဗ္ဗာန်သို့ဝင်ရောက်ရာတကားနဲ့တူပါတယ်တကားကြီးဖွင့်ထားပြီမဲ့လို့ရောက်မယ်မသွားရင်ရောက်ပါမလားရောက်ပါဗျာသီလကုသိုလ်အခြေခံခိုင်မိမဲ့လို့ဘာဝနာတရားပွားများမှရောက်ရှိနိုင်မယ်ဆိုတာဧဝကမှတ်ထားပါတကားပိတ်ထားရင်ရောဝင်လို့ရမလားမရပါဘူးဗျာအေးသီလကုသိုလ်မပါရင်လည်းမဲ့ဖို့နိဗ္ဗာန်ဆိုတဲ့ကုန်ပစ္စည်းရယူခွင့်ဝင်ရောက်ခွင့်မရဘူးလို့မှတ်ပါဘာဝနာကုသိုလ်ကဥစဉ်မနေကြထောက်ခံစာနဲ့တူသည်ယနေ့ဥစဉ်မနေကြထောက်ခံစာရရင်ကုန်ပစ္စည်းထုတ်ယူခွင့်ပါမေရတယ်လို့အာသနာတော်မှာလည်းပဲဘာဝနာတရားကုသိုလ်များလက်ကင်ရရှိထားပြီဆိုပါလျင်ဖြင့်မဲ့ဖို့နိဗ္ဗာန်ဆိုတဲ့သာသနာဝင်ကုန်ပစ္စည်းများရယူခွင့်ရှိပြီဟုတ်ပါလားပိဋကတို့ဒါကြောင့်ဒါနသီလအခြေခံပြည့်စုံရပါတယ်ဘုန်းကြီးတို့သာသနာဝင်ဖြစ်ကြတဲ့ပုဂ္ဂိုလ်အပေါင်းသူတော်ကောင်းတို့ဟာခဏဝိပဿနာဆိုတဲ့ထောက်ခံစာတောင်းရတဲ့အတွက်ဒါကြောင့်ဘုန်းကြီးတို့ကပေးမလို့နီးပြမလို့လမ်းညွှန်မလို့ဧရာယအာပမရရတဟောထာတိဣမံဓမ္မဒေသနာသာတာစေတဝနေဝိဟရန္တောကောသလရိညောပါဝိယကနာမဟာတိအာရဘာကတိတိအာပမရရတတိဣမံဓမ္မဒေသနာအာပမရရတစဖြာသောဘာဝနာလုပ်ငန်းဖြင့်မဲ့ဖို့နိဗ္ဗာန်ရယူစွာနိုင်ပြီဟုသောဤတရားဒေသနာတော်ကိုသာသာလူနာပြေမှာတတ္တဝါတို့ဤတဥဒိစရာဖြစ်တော်မူသောမြတ်စွာဘုရားသည်သာဝတိယသာဝတိမြို့၏အနိဝခြင်းဖြစ်သောစေတဝံရွှေကြောင်းတော်၌ဝိဟရတောယပထာလေးလီမြကြီးရွှင်ပြုံးသရင်သုံးစာနေတော်မူခြင်းဘာဝိယကနာမဘာဝိယကအမိယသောကောသလရေညောကာတိတိုင်းကောသလတိုင်းနတိုင်းနပြီအစိုးရပါတဲ့ကောသလဘယင်မင်းကြီး၏အာဒိန်ဘိသိတ်တော်ဘွေသပန်းရေပြန်တော်ခမိတကလမင်္ဂလာသွင်းထားခဲ့ပါတဲ့ရှင်မင်းကြီးကိုအာရဘရည်ရွယ်သမှုအကြောင်းပြု၍ဒုဒဂဒဂမတေဝမထွယ်လန်းနိဗ္ဗာန်ကို
အတိအတိလန်းတနိုင်ဖို့အရေးရွှေစိတ်တော်ပြေတော်မူ၍ပတိတိကရုဏာရှိသောပညာအားဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းအမောဂဝဇနာဗုဒ္ဓဘုရားရှင်တို့သည်အမောဂဝဇနာအကျိုးမပြည့်သောစကားတခွန်းတပါဒမျှပြောကြားခြင်းမရှိကြပါလေကုန်နဲ့ဘုရားဟောမြတ်တဲ့တရားအချက်တွေဟာဖြင့်မဲ့ဖို့နိဗ္ဗာန်ရယူဖို့ရအကြောင်းကံတွေသာမှန်ပါတယ်ဒါကဖြင့်ပူတယ်ဒီစကားကတော့လူနေတယ်ရဲ့လို့အပူအလို့မရှိဘူးလို့အမျိုးကောင်းသားသမီးများအာရုံယူကြဖို့ဘုရားရွှေနှုတ်တော်ကထွက်ခဲ့တဲ့စကားတော်တိုင်းမေဘုနိဗ္ဗာန်ဤသာစိတ်ဓာတ်လိုလားကြတဲ့အမျိုးကောင်းသားသမီးတို့အတွက်လွတ်လပ်ရေးရောင်ကြီးများဖြစ်ပါတယ်ဘုရားတရားတော်တွေဟာတရားဓမ္မတွေအတွက်ဘာဖြစ်နေတယ်လဲဟောနာတိဒုက္ခဘေးတို့ကလွတ်မြောက်ရေးဆိုတဲ့လွတ်လပ်ရေးရောင်ကြီးများဖြစ်ပါတယ်ဒါကြောင့်သရဝအမြတ်ညာသနာလို့ဘဂဝါဘုရားကသာဝတိပြေမောစီတော်ခေါ်တဲ့ကြွေကြောင်းတော်မှာသရင်သုံးနေတော်မူတဲ့အခါကာတိတိုင်းကောသလတိုင်းနတ်တိုင်းနပြည့်ဆိုရတဲ့ဘယင်ကောသလရဲ့ပါဝေယကရှင်ကိုအကြောင်းပြုပြီးတော့ပါဝေယကရှင်တိုက်ပွဲဝင်တရားကိုဟောတော်မူတယ်မှတ်ထားခဲ့ပိဋကနော်သောဟတ္တိကရုဏာကာလီမဘလောဟုတ်တယ်ဝါအပရိဏသမယေနဇရာဝါတဝေကပါဟတောဧကမန္တန္တရာဩရုံရှအာဒါနံကလလိလကိတဝဥဒ္ဒရိဒုံနာသခိသောတောကောသလမင်းကြီးပါဝေယကအမိယသောမင်္ဂလာရှင်တော်သည်သောဟတိတောပါဝေယကအမိယသောမင်္ဂလာရှင်တော်သည်တရုဏာကာလေနုနယ်ရှွန်းဆိုပြိုမြစ်တဲ့အချိန်ကာလတုန်းကမဟာဘလောကြီးမှသောစွမ်းအားတတ္တိပြည့်စုံခြင်းရှိသည်ဟုတ်တော်ပါဖြစ်၍အပရိဏသမေနတဘာသောနောင်နောင်အခါကာလသမယဝေသရဝါဒဝေကပါတောအိုမင်းရောကြီးညောင်ဖြစ်သောလေသည်အပြင်အတ္တနေစေအသည်ဖြစ်၍ဧကမန္တတကုတိသောကြီးမားလာသည့်သရအိုင်တွင်သောဩရုယသက်ဆင်းလေသောအခါ၌ပါဝေယကအမိရတဲ့ကောသလဘယင်ရဲ့မင်္ဂလာရှင်တော်ဟာငယ်ရွယ်ခြင်းအခါတုန်းကတော့အင်မလပြည့်ဖြိုး၍တိုက်ပွဲတိုင်းမင်းအောင်မြင်ပြီးတကလမင်္ဂလာရှင်တော်နဲ့ကြော်ကြားခဲ့ပါတယ်တဲ့အေးဒါပေမဲ့လို့တပြေးပြေးဆိုပြီးတကလမနစ်ကိုစက္ကန့်ကိုမနစ်စာမနစ်ကိုနာယီမျိုးနာယီကိုလကစားရက်ကစားရက်ကိုလကနေပြီးတကလသိမ့်အုပ်လာပေါင်းများစွာကိုနစ်ချုပ်ပြီးတကလာတရွေ့ရွေ့နဲ့အချင်းဟာကုံလွန်လေးတဲ့အခါအိုမင်းရောချင်းတို့ရောက်လာပါသည်အဲဒီလိုအိုမင်းရောချင်းတို့ရောက်တဲ့အခါပွဲတိုင်းဝင်တိုက်တိုင်းအောင်ခဲ့တဲ့မင်္ဂလာရှင်တို့သည်တကူရီသောကအတွင်းသက်ရှင်၍ကြာယိုကြာဆွဲတွေကိုစားမယ်ဆိုတဲ့အနေအချင်းကံတွင်နဲ့ဆင်းလိုက်ဆင်းကြီးပဲဆင်းလိုက်ပါလေဧကမန္တန္တရာဩရုံရှားကြီးမလာသောတကူသောကံအညီအတွင်းသို့သက်ရှင်ပြီးတကားလကလလေးညွအတွင်း၌လက်ကိတ္တဝညီကနေမြုံနေသည်ဖြစ်ပေအတ္တနာမိမိကိုယ်ကိုဥဒ္ဒရိတုံထုံဆောင်ခြင်းကနာသခိမစွမ်းနိုင်ပါပေငယ်ငယ်တုန်းကလိုအခွန်မလလည်းမရှိရည်ရောပြီးတကားလအိုမင်းတဲ့အခါရောက်တဲ့တွေ့တာရောင်မပြေမကျရွှွညွန်ငယ်ထဲမှာရောက်ပြီးတော့သွားတယ်ဆိုရင်မဲ့တပြေးပြေးလှုပ်လေမြုပ်လေဆင်းကြီးနွန်နဲ့နစ်နေပြီဆိုပါစို့ဆင်းကြီးဘာဖြစ်နေလဲပိဋကတို့အဲဒီလိုနွန်နဲ့နစ်နေတဲ့အခါကာလသမယမှာနေရကလေးတဖြတ်ဖြတ်ခတ်မျက်စိကလေးကကလဲကလဲသူ့ကဲမဲ့သူရှိရလားမရှိနိုင်တော့ဘူးတဲ့အဲဒီလိုနေတဲ့အခါကာလမှာမဟာဇနော
တံဒိဋ္ဌဝဧဝရူပောပိနာမဟတိဣမဒုဗ္ဗလဘာဝံပါတောတိကတသမုဋ္ဌာပေတောမဟာဇင်တို့ဈေးသွားယုံသွားကြောင်းသွားကြပါတယ်မြို့နယ်လူများအပေါင်းတွေတန်တော်ရှင်ထဲမှာလှုပ်လင်းညွန်းထဲမှာလှုပ်လင်းမြုပ်လင်းဖြစ်ပြီးတကားလာနေကြတဲ့ကောသလဘိပါဝိယကရှင်တော်ကိုဒိဋ္ဌဝါမြင်ညာ၍ဧဝရူပောပိနာမဟတိသူစဉ်ကလောက်အာအင်မောက်မောဟောတချိန်လုံးကပြိုရွယ်ခဲ့တဲ့ရှင်မင်းကြီးတော်မှလည်းပဲဤမှာဒုဗ္ဗလဘာဝံဤသို့သောအာမရှိချိနေသည့်အဖြစ်သို့ပါတော်ရောက်ရတုံးလေ၏ဣတိသောကထံဇဂကိုဝါတရှင်ဇဂတရှင်နာဖြင့်ယာနာအခက်သောအကြောင်းအရာကိုသမုဋ္ဌာပေသုံးဖြစ်ကြစေကုန်၏ပြောဆိုနေကြတယ်ဈေးသွားကြောင်းသွားယုံသွားနာရင်မြအမှုထားကြမဲ့ပုဂ္ဂိုလ်တွေကဟဲပါဝေကရှင်တော်နဲ့ကြိုလိုက်တာယခုတော့ဖြင့်ဒုက္ခမယအိုမင်းရင်ရောပြီးတော့ညွန်းထဲမှာလှုပ်လေမြုပ်လေလို့ပင်မဆင်းရဲပြီးတကားလာနေပါပေါ့လားလို့တရှင်စကားတရှင်နာနဲ့အဲ့ဒါဘယင်ရှုရနေတော့ကြည်ဟာဘယင်ကြီးကဘာပါလိမ့်ဘယ်သူပါလိမ့်ကောသလဘယင်တဲ့ဘယင်ကဘယ်သူပါလိမ့်အေးမိလည်းမထားနဲ့ဒါဒီကောက်ချက်ချပြီးမှဝိပဿနာအနေအပြင်အနာတ္တရအဲဒီလိုနိမြုံနေတဲ့အကြောင်းကိုရာဇသုတ္တဝါဟန္တာစရိယအာနာပေတိရာဇကောသလမင်းကြီးသည်တံဃာရဏံသောဘာဝိယကဆင်းတော်ဤအမြင်မတော်ညွန်နေမှနင်းနေသည့်အကြောင်းချင်းရာကိုသုတ္တဝါတခြင်းစကားရွှင်နေတော့ကြရ၍ဟာတာစရိယစင်စရာစင်နေကိုအာနာပေတိစေခိုင်းလိုက်လေတော့ဤအာစရိယဆရာခန္ဓဝါလင်းများသွားပြီးတကားလားဒါဟာတိန်နုနဲ့မှနင်းမြုပ်ပြီးတကားလားနေခဲ့တဲ့ထိုရှင်မင်းကြီးကိုဥဒ္ဒရာဟိမယမနေကြီးကုန်တဲ့သူတင်ပါလေဆရာငါရဲ့ပါဝိယကရှင်တော်ကြီးဟာအမြင်မဲ့တော်နုနဲ့မှနင်းမြုပ်နေတယ်လို့ဆိုတယ်တို့အတွက်ဒါကြောင့်အဲ့ဒီရှင်တော်ကြီးကုန်းမော်ရောက်အောင်ဆိုပြီးတော့သင်ရဲ့ရှင်အတ္တပညာအစွမ်းဖြင့်အပေါ်ရောက်အောင်တင်ပါလေဘယင်ကောသလကခိုင်းလိုက်ဘယ်သူကခိုင်းလဲအဲဒီလိုခိုင်းလိုက်တဲ့အခါကျတော့အသိဉာဏ်ပညာလိမ္မာလှတဲ့ရှင်စရာကမှန်လားပါဗျာဂုဏရေဒစသည်စိတ္တအင်္ဂါ၄ပါးပေးသနာပါလင်ဖြင့်တပိတော်ရှင်မင်းကြီးအညွန်နဲ့ကထုတ်နိုင်ပါလိမ့်မယ်ဗျာကောင်းပြီမောင်မင်းသိရဲ့သဘောရှိကြရောဤပြုစေလို့မိန်ကုန်းတော်ချွေတဲ့အခါကာလအာယဝတ္တစင်စရာကရှင်ဓမြင်းဓယထာဓခြေလင်ဓကိုတဲ့စိတ္တအင်္ဂါ၄ပါးသောအင်္ဂါရှိသောစိတ္တမိမိတို့ရှင်အပ်တဲ့တိုင်းပြည်ရဲ့အသွေးအယောင်မဝဖဲနဲ့ဟောတပါးသောယဟန်သူတွင်ပြင်းတိုင်းပြည်ရဲ့အသွင်အရှင်တွေကိုဝရှင်ပြီးတကားလားအဲဒီနုနဲ့မှနင်းမြုပ်နေတဲ့ပါဝေယကရှင်ကြီးအနာတဖြည်းဖြည်းသွားပြီးတကားလားအာကောတာပေသေစစ်စီစစ်မောင်းတွေကိုတဒုံဒုံတတိုင်းတိုင်းဆိုပြီးတကားလားစစ်ကြည့်တဲ့ဟာနဲ့တီးပြလိုက်ပါတယ်တဲ့စီရေးပြတဲ့မြင်ကွင်းပေါ့ပါတယ်လေပြိဿတို့စီရေးပြတဲ့မြင်ကွင်းပါဗျာအေးအဲ့ဒီလိုစစ်ဆုံးစစ်တည်းရဲ့ချက်၌ရိုင်းနဲ့စီတော်ကြတဲ့ဘင်ခရာစသည်တွေတပြိုင်နဲ့တီးမှုလိုက်ခဲ့တယ်စစ်တဲ့ဟာစီထိုးဟာညာသာပေးဟာအဝေးကနေပြီးတကလားတိုင်းတစ်ပါးရန်သူပုံဟာအသွင်အပြင်အရှင်နေဝပြီးတော့ပြလိုက်တော့မှသောဟာဒီမာနဇာတိကောဟုတ်တဝဝေကေနဝေကေနုဋ္ဌာယထေလေပဋိဋ္ဌဟိသောဟာဒီနုနဲ့မှနင်းမြုပ်နေခဲ့ပါတဲ့ဒုပါဝေယကရှင်သည်မာနဇာတိကောငယ်သွေးငယ်မှရှိသည်ဟုတ်တဝဖြစ်ပေဝါမာနအဝေးနဲ့တိုင်းတစ်ပါးကယဟန်သူတော်စင်ငါစေသားတွေတက်ရောက်ပြီးတကားလာပါပေါ့လားဒီနေရာမှာငါကအမတုတ်ပဲနဲ့ဘွယ်တဲမှာကုတ်ကုတ်ကလေးနေပါလင်းဖြင့်ရွှေနာကြော့ရှင်ဘယင်ကောသလနဲ့တကွတိုင်းလူပြည်သားဗာရဏနေသူနေပြည်သားတို့အားအသက်အိုးအိမ်ရှိစိမ်တွေအကုန်လုံးဖြဲစည်းကြပြီတော့မယ်လူရဲ့တိုက်ခိုက်တပ်ဖြတ်ကြပြီတော့မယ်
ငါဒီလိုလဲလျော်ပေးပြီးတကားလာနေလို့အေးစစ်စစ်နေလို့မသိမှလားလို့ငယ်တွေငယ်မှုငယ်ဟန်တွေထောက်ပြီးတော့ညွန်နေကယုံလိုက်တာပါဝေယကဆင်ကြီးကုန်းမော်ရောက်သွားပြီပြိဿဆင်ကြီးပဲရောက်သွားပါလေအဲဒီလိုကုန်းမော်ရောက်သွားတဲ့အခါကာလသမယမှာအောင်မီရဲ့လို့ဟိဟိမ့်လေရဲ့ရှင်ဆရာကအောင်ညောင်းဝေဖြာကြီးညာနေတဲ့အခိုက်မှာညာရှင်ကစစ်အင်္ဂါ၄ပါးအဝေးကရန်သူများပုံနဲ့ထား၍စစ်စီစင်မောင်းတွေတီးဟန်ပြလိုက်တဲ့အခါမှာငကောကမလုံနိုင်မဲနဲ့ငြိမ်ကောက်ကောက်နေခဲ့တဲ့ပါဝေယကရှင်ဒီဩငါရဲ့ပြည်ချင်းမင်းတရားနဲ့တိုင်းလူပြည်သားလူအများတွေပြင်အသက်ဆုံးရှုံးတော့မှာပါလားစီးပွားဥစ္စာတွေပျက်စီးတော့မှာပါလားလို့အာခွန်မလဇာတိမှာထားကြွပြီးတော့ယုံလိုက်တာကုန်းမော်ရောက်သွားပါတယ်မြတ်စွာဘုရားလို့ယဟန်တော်တွေကလျှောက်ထားကြအဲဒီလိုယဟန်တော်တွေကလျှောက်ထားတဲ့အခါကာလမြတ်စွာဘုရားကိုတော်မြတ်ကြီးကတေနာဤဘိက္ခုဟာတိပဂတိပင်ကဒုက္ခတောအတ္တဥဒ္ဒတောဒါပါဆန်းတယ်လေခြေသားတို့ဒီရှင်ကြီးဟာပဂတိယုံနိုင်ခဲ့သောညွန်အတွင်းကမိမိရဲ့စွမ်းရင်အားခွန်မလားတွေကိုထုံနှုတ်ပြီးတကားလာလွတ်အောင်ပြုနိုင်တာမဆမ်းပါဘူးတဲ့ဒုံမေပနာကိလေသာဒုက္ခေပခန္ဓာဒုံမေပနာသင်သူတော်ချင်းအပေါင်းတို့ဒီကကိလေသာဒုက္ခေအမြင်အကြာအနာအစာအတွေ့အကြာအသိလို့ဆိုတဲ့၅ပါးအာယုံကာမဂုဏ်ဤဟုသောကိလေသာညွန်မွဲတဲ့၌ပက္ခဏာပြေးဝင်နှမြုပ်ကြလေကုန်ပြီဘုရားကပုံဟပြလိုက်ပုံစံပြလိုက်ဘယ်သူကလဲပြိတ္တာအေးသင်တို့တွေဟာလည်းပဲမြင်ရကြားရနာရစားရထိတိယကြံသိရအဲဒီတော့လား၆ပါးမှနှစ်သက်ဆွဲလာရင်ဖြင့်လောဘမကြိုက်မနစ်တဲ့မကျင်နာရင်ဒေါသဘာမှမသိရင်ဖြင့်တွေ့မှုမောဟလို့ခေါ်တဲ့ကိလေသာပွက်ထဲမှာနစ်မြုပ်ပြီးတကားလားမထွက်နိုင်အောင်ဖြစ်နေကြပါတယ်တဲ့ဒါသမတို့ကြောင့်ဒုံမေသင်တို့သည်အာတနာမိမိကိုယ်ကိုယောနိသောအေးအခွင့်ဘေးအစဉ်စဉ်တွေကိုတွေးခြင်းစဉ်းစားအသင်အပြင်ဥဒ္ဒရထာကာမပရလုံးလာဥဒ္ဒါဟဖြင့်ကောင်းစွာမသွေကိလေသာဘွယ်ထဲကမနစ်ပဲလွတ်အောင်ကျင့်ဆောင်ကြိုးကုပ်အားထုတ်ကြကုန်ရာသတည်းမြင်ညဗလားတင်ချေသားတို့အဟိတရိစ္ဆာဖြစ်ကြတဲ့အောက်တန်းစာဆင်တတ္တဝါသောမှမိမိရဲ့အသက်ဘေးရန်တိုင်းပြည်ရှိစေလူမျိုးတို့ရဲ့အကျိုးကိုအာခွန်မလားဖြင့်သေပူရွက်ဆောင်၍ထုတ်နိုင်ခဲ့ပါလေပြီ။ဘင်းတို့တွေသည်ဇနီးမြတ်သမိသားစီးပွားဥစ္စာရာထူးကုန်သိနေအိမ်တိုက်တာမော်တော်ကားလို့ဆိုတဲ့နှစ်သက်ဖွယ်ရာကိလေသာညှဉ်းမွဲတဲ့မှာနှိမ့်မြုပ်နေကြလို့ဒါရီယာမမြဲခြင်းဆင်းရဲခြင်းစိုးရပိုင်းဆိုင်မှုမရှိခြင်းနှလုံးသွင်း၍လင်မြန်စွာဖြင့်သမ္မပဒံလုံးလာဥပ္ပါဟထုတ်ဆောင်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားကဤဂါထာဒေသနာဟောကြားတော်မူပါတယ်အာပမရရတဟောတာသာစိတမနုရခထဒုက္ခဥဒရထတာနာပင်ကိသံတော်ဝကုံစရောဧကဝိတရားနာနေကြတဲ့ဥဒဂရကမပေါင်းသူတော်ကောင်းတို့ဘိကဝေဆိုတာယဟန်လို့သာသိပါရဲ့အခုရှင်မယားကတက္ကဒကမတွေဆွဲပြီးတော့တွင်းနေတာဘယ်လိုအဓိပ္ပာယ်လဲလို့စဉ်းစားเสียရပါဒီတော့အဲ့ဒီဘိက္ခုဆိုတဲ့နေရာမှာတို့တော်ထကရာတိကတွေကဖွင့်ပြီးစကားလာပြထားခဲ့တဲ့သန္တာရဘယံအိဋ္ဌတိတိဘိက္ခုသန္တာရဘယံခန္ဓာအယရဏဓာတ်တို့မပြမဆက်တပွဲပွဲဖြစ်၍ဥနာသိနေတဲ့ဟောဒီသန္တာရဘေယီကိုဧကတိနေကြဒုက္ခအနတ္တအနေလက္ခဏာ၃တွေဖြင့်ကောင်းမွန်စွာရှုကြည့်တတ်၏ဣတိတို့ကြောင့်ဘိက္ခုခေါ်တယ်။သန္တရာဘေးတွေကိုရှုကြည့်နေတဲ့ပုဂ္ဂိုလ်ဟာဘိက္ခုခေါ်ပါတယ်တဲ့။သန္တရာဘေးရှုကြည့်နေရင်ဘာခေါ်တယ်လဲဘိက္ခာ။ဒါဖြင့်တရားဓမ္မအပေါင်းသူတော်ကောင်းတို့ဟာလည်းပဲ
ဒီခန္ဓာရနေတဲ့အတွက်ဒါကြောင့်မို့ရင်မဲဥမနာရင်မဲနာမသေးရင်မဲသေပြီးတော့နေရတဲ့ဘေးရှုနေရင်ဘာခေါ်တိုက်တယ်လဲဟောဘိက္ခုခေါ်တိုက်တယ်ဘုန်းကြီးတို့ဝိနည်းဘိက္ခုဆိုတာကဗိနာပတ္တတရောဘိက္ခု55ခွဲဖြတ်ခွဲစိုးချုပ်ထားတဲ့အဝတ်သင်္ကန်းကိုဝတ်ဆင်လို့အဲ့ဒါဝိနည်းဘိက္ခုလို့ခေါ်ပါတယ်အခုသန္တာရဗယအိက္ခတိတိဘိက္ခုလို့ဆိုတာကသန္တာရဘေးကြောက်ဖွယ်ရည်ကိုမျောတွေးရှုစားကြတဲ့တရားဓမ္မအများတို့လည်းပဲပါဝင်တယ်ဟုတ်ပလားပြီးတော့နောက်တစ်ချက်ကဘာလာသလဲဧဝမနုသောဝါပฏิပန္နကောဘိက္ခုတိသင်္ခံကိစ္စတိဧဝလူပင်နတ်ပင်ဖြစ်စေမနုသောဝါလူပင်ဖြစ်စေပฏิပန္နကောမြတ်စွာဘုရားညွှန်ကြားတဲ့သတိပဋ္ဌာန်ဤကြကြည်ရန်ပွားများအားထုတ်၍နေမယ်လို့ဆိုပါရင်ဘိက္ခုတိသင်္ခံကိစ္စတိဘိက္ခုအရေးအတွက်စရင်ဝင်ပါတယ်နတ်ပင်ဖြစ်ဖြစ်လူပင်ဖြစ်ဖြစ်ကြည်ကြပွားများအားထုတ်နေရင်ဘယ်စရင်နဲ့ပါသလဲအေးဒါကြောင့်ဒီအဓိပ္ပာယ်မြော်ကို၍ဘိက္ခဝေသန္တရာဘေကြောက်ဖွယ်ရေကိုမျောတွေးရှုစားခြေတတ်တဲ့ခြေသမိတို့ဘုရားသခင်ကိုရောမြတ်ကြီးကတရားစိတ်ဆိုင်အိမ်မငိုင်းအောင်ဆိုပြီးတော့ခေါ်လိုက်တာအဲဒီလိုခေါ်တော်မူပြီးသကလားအပမရတဟောတာသစိတမနုရကထဒုက္ခဥဒ္ဒရတနာနံပင်ကေသနောဝကုံကြတော့ပင်ကေညွတ်ဝတ္တနအာသနောညိက၍နေသောကုံကြတော့ရှင်မြောင်ကြီးသည်အာဒါနာမိမိကိုယ်ကိုဥဒ္ဒရတိဤဝမယမနေရွယ်မန်တွေအခြေခံထားပြီးတကားလာကုံမောကိုရောက်အောင်ထုတ်ဆောင်သွားတဲ့ကဲ့သို့ဧဝတတထုန်ဤမကြလာတူစွာသာလင်ဒုံမေပိသာသနာကြုံညိုက်ဆုံးတိုက်၍လူဖြစ်ကြကြုံရာသင်တကားတကမများစွာတို့ဟာလည်းပဲအပမရရတံမမေးမလျော်မဖို့မစအာနာကိုမူရာဖြစ်တိုင်းဖြစ်တိုင်းအောက်မြအမရမှုအပမထသတိတရား၌မွေလျော်ကြကုန်သည်ဟောထားကောင်းစွာမသွေဖြစ်ကြလေကုန်လောသာစိတ်တာသုခအပိခစိတ်ဝိတက်ကလေးကိုဝါယူယူနာနံပယံပရာမြာစွာသောသွမ်းဟောဒီမိမိတို့စိတ်ဆိုးစိတ်ကြံကလေးကိုအနုရခေထာရူပသတ္တခန္ဓာစာသီးလေးလေးအာယုံတွေ့ကြုံတဲ့အခါဝိတိတ်ကမကိလေသာလွန်ကျူးသည့်အဖြစ်သို့မရောက်ရလေအောင်ကောင်းစွာမသွေတားမြေကြပေကုန်ရာသတည်းရှင်သာခြေသမီးများတို့အောက်တန်းစားဖြစ်တဲ့အဟိတရိစ္ဆာရှင်တော်မှာထုံးနိုင်ခဲ့တဲ့ဗဂရိညွန်တွင်ကလွတ်ကင်းအောင်တဲရောက်နိုင်သေးတယ်ဆိုရင်သင်တို့မှလည်းကာမောကရည်အရင်ဇဏိမယသမိသားရှိဘဥစ္စာတွေအာယုယူပြီးတော့တသွင်သွင်စီစဉ်မိတကားလာနေခဲ့ကြဝါကာမအာယုန်နဲ့စိတ်ထုံမိတကားလာကာမဘွဲ့ညွန်နစ်ပြီးတော့နေကြတယ်ဘုရားကပြောတယ်ဘယ်သူကပြောတာလဲအေးနိဗ္ဗာန်တော့လိုချင်လိုက်တာမလိုချင်ဘူးလားဒါပေမဲ့ဒါနသီလအခြေခံပြည့်ပါရဲ့စနဲ့ဧဝကရောက်စေနိုင်တဲ့တကြောင်ဤသောတတိပဋ္ဌာန်ပွားရဲ့လားဆိုတော့သိအဖြစ်ခက်တဲ့စကားပဲမပွားကြဘူးများသောအားဖြင့်ပွားရဲ့လားမပွားကြဘူးအဲ့ဒီတတိပဋ္ဌာန်မှာမပွားရင်နိဗ္ဗာန်ရောက်ပါမလားဒါတောင်ကြည့်ဧကယေနောယဘိကဝေမေဃောတတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမယဒုက္ခဒေါမနသာနာအတင်္ဂမယညာယသအဓိကမယနိဗ္ဗာနသတိစိကိရိယာယတိယတိတံသတ္တရောတတိပဋ္ဌာနာဒါမြတ်စွာဘုရားကုရိုတိုင်ဟောကြားတော်မူတဲ့ပါဠိတော်စကားပါအဲ့ဒီစကားကဘာပြောတာလဲဘိက္ခဝေနိဗ္ဗာန်ကိုစိတ်အကြဒိဋ္ဌံထားကြပါတဲ့ဥဒကဒကမအများတို့ယရိရာယိမေသတ္တရောတတိပဋ္ဌာနာအကျင်ကာယဝေဒနာစိတ်ဓာတ်မှလေးဝါသောတတိပဋ္ဌာန်ဆိုတဲ့နိဗ္ဗာန်ရောက်ရတဲ့ကြောင့်ဤသောနိလမန်တို့သည်အတ္တိတတိရှိကြပေကုန်၏နိဗ္ဗာန်ကိုသွားဖို့ရတတိပဋ္ဌာန်တရားတကြောင်ဤပဲတခုဤပဲတဖြောင်းဤပဲတဲ့ဒီလမ်းကသွားမှနိဗ္ဗာန်ရောက်မယ်နာညောတွေ့တာဘတော်
သတိပဋ္ဌာန်လမ်းစဉ်ကိုလွတ်ပြီးတော့တပါးသောလမ်းစဉ်နဲ့နိဗ္ဗာန်သွားလို့မရဘူးတဲ့ဘုရားကဘယ်လိုကလဲအေးဒီအခါမှာအနေသားကြကြဘုရားကိုရောမြတ်ကြီးကအာဘဒယထုတကတက္ကမတွေသိနာလဲအောင်သာတာနာဝိသုဒ္ဓိယသရဝတို့ရဲ့စိတ်အညီအကြည်လဲကင်းဝေးစေနိုင်ပါတယ်တဲ့သတိပဋ္ဌာန်တရားကဘယ်သူကလဲသာဝနေရဲ့စိတ်မရတဲ့ဒုတကတက္ကမတွေစိတ်အေးခြင်းကြပါရင်ဖြင့်ပေါ်ရာယုံနာကိုသတိပဋ္ဌာန်နည်းနဲ့ရှုပွားပါလို့ဆိုလိုသည်သောကပရိဒေဝနာသမတိကမယဆိုရင်ပူဆွေးစိတ်မရတဲ့သောကအလိုလေမလီတတပိတကလာငိုကြွေးရတဲ့ပရိဒေဝကိုလည်းပဲလွန်မြောက်နိုင်ပါတယ်သောကကင်းဝေနေနိုင်ရေးဆိုတာသတိပဋ္ဌာန်အေးမျက်ရည်တွေအကုန်လုံးပိတ်ပြီးတကားလားအငိုတိတ်နိုင်တာကလည်းသတိပဋ္ဌာန်ဒုက္ခဒေါမနသာနာအထင်ကမာယကိုယ်ရမနေခဲ့၍ကိုမသက်သာမှုခေါ်တဲ့ဆင်းရဲဒုက္ခစိတ်ထဲမှာနေခဲ့၍စိတ်မသက်သာမှုခေါ်တဲ့ဒေါမနသာဓာတ်တွေလည်းပဲကင်းစေနိုင်ပါတယ်တဲ့ဘယ်အရာကလဲသတိပဋ္ဌာန်ကညာယတာတိကမာယနိဗ္ဗာန်ကိုဒါတိုင်းမျက်မှောက်ပြုနိုင်ခဲ့ပါတဲ့အရိယာမက်ကိုလည်းရစေနိုင်တဲ့သတိပဋ္ဌာန်နိဗ္ဗာန်ကိုမဲ့ဖို့နဲ့ဒါတိုင်းအာယုံပြုလို့ရပါတယ်တဲ့အခုဘုန်းကြီးတို့ပြောနေကြတဲ့နိဗ္ဗာန်အာယုံပြုဆိုတာအနုမာနနည်းနဲ့မှန်းဆကြည့်ရမှန်းဆအာယုံပြုတဲ့နိဗ္ဗာန်တိုက်ရိုက်မပြုနိုင်ပါဘူးအေးဒါကြောင့်ကာယဝေဒနာစိတ်တမေသုခင်စီဓမ္မာနာမသိတဝမက္ခတိကမောနာမနတ္တိဒီသတိပဋ္ဌာန်တရားအလောထားပြီးတော့မဲ့ဖို့နိဗ္ဗာန်ရယူနိုင်ခွင့်ဆိုတာမရှိပါဘူးသတိပဋ္ဌာန်မပွားရင်မဲ့ဖို့မရနိုင်ဘူးလို့မှတ်ပါသတိပဋ္ဌာန်မပွားရင်ဗါတဲ့လေအေးမဲ့ဖို့ရခြင်းရင်ဘာလို့ရမလဲပြမြအလန္လာသတိပြုကြဖို့မေဃဗလနာမာရမဏဗုဒ္ဓဝါနာသင်္ဃာတယတနာယနေကန္တာတနိဗ္ဗာနတိပါဟုစတိမေဃဗလနာမာရမဏဗုဒ္ဓမတ်ဖို့ဖြစ်လာအာယုံပြုရာဖြစ်တော်တဲ့နိဗ္ဗာန်ဆိုတာဘာနဲ့အာယုံပြုရတယ်အေးမဲစိတ်ဖို့စိတ်နဲ့သာအာယုံပြုရတယ်ကာမရူပအရူပစိတ်နဲ့တိုက်ရိုက်အာယုံပြုလို့မရဘူးလို့မှတ်ပါမေဃဗလနာမာရမဏဗုဒ္ဓမတ်ဖို့ဖြစ်လာအာယုံပြုရာဖြစ်တော်ဘဝအလီလေးချုပ်စာမြင့်ရှက်တတ်တဲ့ဝါနာလို့ဆိုတဲ့တဏမှာထွက်မြောက်တတ်တဲ့အဖြစ်ကြောင့်နိဗ္ဗာန်လို့ခေါ်တယ်ဆိုလိုခြင်းကနိဗ္ဗာန်ရခြင်းရင်မဲ့ဖို့ကိုရအောင်လုပ်ပါနိဗ္ဗာန်ရခြင်းရင်ပါတယ်လေအဲဒီမဲ့ဖို့ကိုရခြင်းရင်ဖြင့်သတိပဋ္ဌာန်ကိုအားထုတ်ပါမဲ့ဖို့ရခြင်းရင်ပါလိမ့်ဒါကြောင့်ဥဒါနာသုတ်တာမှာဒါနသီလဆိုတဲ့ထောက်ခံစာကအားနေတဲ့သိအရေးမပါသေးဘူးသူ့တဲ့ရှိစင်မွားအနေအပြင်ထောက်ခံစာတောင်းရလေအောင်မယ်ဆိုတာကိုဒါနုတယောမေဥပနိဒေယဒါနုပနိဒေယောသီနုပနိဒေယောဘာဝနုပနိဒေယောတိရှင်သာတို့မေဘောနိဗ္ဗာန်ကုန်မြင့်တဲ့ပုဂ္ဂိုလ်တွေဟာဒါနထောက်ခံစာသီလထောက်ခံစာဘာဝနာထောက်ခံစာရဲ့လို့၃မျိုးတောင်းရမယ်ဘယ်နှမျိုးလဲ၃မျိုးပါဗျာဒါထဒါနသီလပနိဒေယဒုဗ္ဗလာအဲဒီထောက်ခံစာ၃ရှင်းမှလည်းပဲဒါနထောက်ခံစာသီလထောက်ခံစာကအာနေနေတဲ့သိအရေးမပါသေးဘူးသိအရေးမပါသေးဘူးသာပြောတာလုံးဝအရေးမပါဘူးလို့ပြောရဲ့လားပြောပါဗျာဒါစဉ်းစားဖို့ဘာဝနုပနိဒေယောဘာဝနုပနိဒေယဘာဝနာတိဟုသောထောက်ခံစာသည်ဒါလည်းဘယ်လဝါမဲ့ဖို့နိဗ္ဗာန်လင်းမြန်စွာမြဲမောက်ပြုနိုင်ပါလေသောကြောင့်ကောင်းစွာမသွေအာကြည်လာပါပေသတည်းဒါဗုဒ္ဓကိုယ်တော်တိုင်ဟောကြားထားဘာဝနာတရားကျူးစာပွားများအထုတ်ကြပါတဲ့ဒါနသီလတွေခြေခံထားပရိယာတိတွေခြေခံထားကြတဲ့ရှင်ကောင်းရှင်းမြတ်သာသနာဝင်လူသားတွေဧကယနာသတိပဋ္ဌာန်တရားပွားများမှသာလေနိဗ္ဗာန်ရတယ်ဒါတဲ့ခိုင်မာသောအနေအချင်းပြောရမယ်ဆိုပါလင်ဖြင့်ဗုဒ္ဓပိဋကဗုဒ္ဓဇာတာသနိကပိလာဝကဧကယနိနာမေကိနာပပုဇိလူအနာသဝဘုရားဇာသစ္စာလေးရတရားများကို
ပိုင်ပြထင်တဲ့သိမြင်မိတ္တဖယားမြတ်တို့သည်လည်းကောင်းဝိဇိကဗုဒ္ဓသာသင်္ချေနယတသိင်္ဂဖြင့်မြင်မြပါရမီကျင့်ကြံစီမှလေလိသစ္စာဟုတ်မှရာကိုဆရာမကူတရားမှုဖြင့်လိုလိုသိမြင်တော်မူကြပေကုန်သောပိစိကဗုဒ္ဓရှင်မြတ်တို့သည်လည်းကောင်းသာသာတို့ဘုရားရှင်ကိုတော်မြတ်ကြီးများ၏အနေကတင်းနှင့်သုံးလေးကနာ၏လည်းချင်းတွေမလွယ်များကျွဲလာစွာပေကုန်သောသာဝကပိသာဝကသုံးလွယ်ကြီးငယ်စားစားတပိအများတို့သည်လည်းကောင်းဧကယနိနာမကိနာဖြည့်ခိုက်ပြည့်စုံယုံနာနဲ့၌ဆွဲမြဲသိမှတခုတည်သောတတိပဒလံမြတ်ဖြင့်သာလင်အနာတဝါအာသောကုံကင်းကိလေသာရှင်တော်မူကြကုန်သည်ဖြစ်၍ပဗုဇိသူအဝိဇ္ဇာမောင်အတွင်မှဝိဇ္ဇာညောင်းအရောက်အလင်းတွင်နဲ့ပြောင်းပြောင်းဝင်းဝင်းကြီးပွင့်ထွန်းတော်မူကြလေကုန်မည်တကားဤစကားစုအတူချင်းလိုရင်းကိုအဓိပ္ပာယ်ကောက်ရရင်ဘုရားဖြစ်တယ်ဆိုတာသတိပဋ္ဌာန်အားထုတ်လို့ဖြစ်တယ်လို့မှတ်ပါဘာလို့ဘုရားဖြစ်တာလဲဘုရားဒီသတိပဋ္ဌာန်အားထုတ်လို့ပိစေကဗုဒ္ဓဖြစ်တာသတိပဋ္ဌာန်အားထုတ်လို့ဘာဖြစ်ရပြန်တယ်လဲရှင်သာရိပုတ္တရာရှင်မမောက္ခလနာရှင်မကတ္တဗနဲ့ရှင်နုရုဒ္ဓတပြာရှင်အာနန္ဒသရိယလီလီသောသာဝကတွေဘယ်တရားအားထုတ်လို့ယဟန္တာဖြစ်ကြတာလဲဒါဖြင့်နိဗ္ဗာန်လူလာတဲ့ပုဂ္ဂိုလ်တိုင်းဘာတရားအားထုတ်ရထုံရောထုတ်ကြရဲ့လားလို့ဖြေခဲ့တဲ့စကားဘုန်းကြီးမမေးဘူးကိုယ့်ဘာကိုစဉ်းစားဖို့ဟုတ်လားဗျာအေးဒါကြောင့်ဘုရားကိုရောမြတ်ကြီးကအပမရာရတမမိမလျောမပေါ့မဆကိုယုံနာပေါ်လွင်ထင်ရှားတာကိုအပမဒအမရတဲ့တတိတရားမှမွေလျောကြကုန်သည်ဟောထားကောင်းစွာမသွေဖြည့်ကြပေကုန်ရာသတည်းဘုန်းကြီးတို့ခရီးသွားကြတဲ့တရားဓမ္မတွေအားအပေါင်းအသင်းတန်ငယ်ချင်းတွေကဟေးကြိုက်ဒီယုခရီးသွားရင်ပြင်အနှွေးတယ်လေးဆေးပစ္စည်းလေးစုံအောင်ယူသွားကြအေးမိတတ်တယ်မမှားဘူးလားမှားပါတယ်ဗျာအကြီးတကြီးနဲ့တခါတည်းရောက်ခဲ့ဘူးလို့စေတနာရှိရှိနဲ့မှားတာမိကောင်းဆွေခြင်းအဖြစ်နဲ့ခင်မင်လို့မှားတာအခုဗုဒ္ဓမြတ်စွာကလည်းပဲထုတဲ့ကဓမ္မတွေဒါနာသီလဆိုတဲ့အခြေခံထောက်ခံစာပါရမီရှိကလည်းဖြည့်ခဲ့ကြလေပြီယခုလည်းပဲဖြည့်တယ်နောက်လည်းပဲဖြည့်ရအောင်မည်ဒါပေမဲ့လို့အတုံးအယုံဟောဒီခန္ဓာတွေသုံးပြီးသကာလသံသရာမှာဥနာတိမဆုံးနိုင်တဲ့ဖြစ်ရကြုံနေတာဟာဖြင့်ဝိပဿနာဆိုတဲ့တတိပဋ္ဌာန်ဒါလို့နေတာပါတဲ့သန္တရာကရင်ကအပြီးတိုင်ထွက်မြောက်လူလာတဲ့အမျိုးသားသမီးတွေဟာတတိပဋ္ဌာန်လက်ကင်ထားသွားကြဘာလက်ကင်ထားရမလဲသာစိတ်တယူယူနာနာပယံပရခေမတော်သွားမိမိရဲ့စိတ်ဆိုးစိတ်ညာကလေးကိုတဲ့စိတ်ဆိုတာမြောက်နဲ့တူစိတ်ဆိုတာဘာနဲ့တူလဲမြောက်မြင်ဘူးကြကိုယ်တိုင်မှန်ကြည့်ကြည့်ပေါ့အဲ့ဒါမြောက်ပဲအေးဒါကြောင့်မြင်တဲ့အာယုံလေးတွေ့တော့အမလေးလှလိုက်တာဖြူကတမျိုးနီးကတသက်ဝါကတဖုံမိမိအာယုံကညွတ်တာပြီးတကားလားကြီးရွှင်လန်းဆန်နှစ်သက်မှုဆိုတဲ့လောဘမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဒါပဲမြောက်ကလေးကဟိုပင်ကူလားဒီပင်ကူလားအငင်းကိုမနေဘူးဒီစိတ်ကလေးဟာလည်းပဲအမြင်အကျအနာစားသွားလားအာယုံတရားတွေပေါ်မှာပြေးပြီးတကားလားကတ်နေတယ်ဘုန်းကြီးတို့ပိဋကတရားနာရင်အိမ်များဘယ်နှခေါက်ရောက်ပြီးမပြောနိုင်ဘူးအာဂသာရှိလာနေတယ်ဟဲ့နောက်ဖေးပေါက်ပိတ်မှပိတ်ရလားမိဖို့တွေကမိမှပိတ်မှပိတ်ရလားဟဲ့လျှက်စစ်မိများသားသမီးတွေကဆော့နေမှလားနဲ့ဘလောက်ပူတယ်တော့ပြောတတ်ဘူးအေးဒါရောက်စိတ်ဆိုတာမြောက်နဲ့တူတယ်စိတ်ဆိုတာဘာလဲမြောက်နဲ့တူပါတယ်ဗျာအေးမြောက်နဲ့တူတယ်ဒါကြောင့်သစိတ်တံယူယူနာနာဗယံပရခေမတော်သွားဟောဒီမြောက်နဲ့တူတဲ့အဖမ်းရခဲ့တဲ့စိတ်ကလေးကိုအနုရခထာကာယကဝစီကံခေါ်တဲ့
လွန်ကျူးမှုဝိတိတ်ကမမကြရရောက်လေအောင်ကောင်းစွာမသွေစောင်းရှောင်းကြပေကုန်ရသည်ညစွာဘယဒီကတာဟောကြားပြီးတကားလသစ္စာလေးပါးပြတော်မူတဲ့ဒေသနာပရိယောသနိတေဘေကုအရဟတေပဋိဋ္ဌဟိတုဒေသနာပရိယောသနိဒေသနာဆုံးမိနဲ့တပြိုင်နက်တည်းဘေကုဘာဝေကရှင်အခင်းသွားမြတ်စွာဘုရားလျောက်ထားကြကုန်သောဒုယဟန်တော်တို့သည်အရဟတိအတဝကင်းပြအရဟတဘု၌ပဋိဋ္ဌဟိတုတည်တော်မူကြလေကုန်၏တဲ့ဒီကတာဟောကြားလိုက်တဲ့ဆိုရင်မကြားနာရတဲ့ယဟန်တွေဘာဝေကရှင်ကြီးရဲ့ဖြစ်ခဲ့တဲ့ကြုံခဲ့တဲ့အခင်းသားတွေကိုလျောက်ထားခဲ့တဲ့ယဟန်တော်တွေယဟန်နာဖြစ်တော်မူကြတယ်။ဘာဖြစ်ကြတော့။ကဲတရားဆုံးပြီပိဋကကျင့်ရရလား။ဘယ်ကျင့်ရမလဲကိုမွေးထားတဲ့သာသမီမဟုတ်ပဲနဲ့။တရားကတော့ဆုံးပြီဟိုဘက်ကြည့်လိုက်ပလင်ဘုံပဲကြံတော့တယ်ဘာမှမရှိဘူးတုံးထားပြီးတော့ဘာမှရှိဖြူပြီးကြံတော့တယ်။ပိဋကကျင့်ရမလား။မကျေနပ်တာရှိတယ်တရားကတော့ဆုံးပြီအေးဒါရောက်ဒုဒကဒကမတွေမကျေနပ်သေးဘူးဆိုရင်ဖြင့်ဆုံးပြီခဲ့တဲ့တရားဗုဒ္ဓရဲ့အာဘောကတရားအစပြောခဲ့ပြီဟိုးတဲ့တရားတိုင်းဟာအလဟတအပူအလိုမရှိပါဘူးကွက်တိပါတယ်ဒီဒေသနာဟောရင်အဲ့ဒီဒေသနာရဲ့ရှုွယ်လဲပါတယ်ပယ်ခြင်းလဲပါတယ်အာဘိဝမ်းမြောက်ချက်တွေလည်းပဲပါတယ်ဆိုတဲ့အကြောင်းဘုန်းကြီးတို့စုဆောင်မိတကားလားသင်ယူခဲ့ရတဲ့ပရိယတ်ဒီဂုံရင်ကျင့်ကြံပွားများထုတ်ခဲ့ရတဲ့ပฏิပတ်တိဂုံဤဤနလီတို့ဖြင့်ဖယားနဲ့တကွာတရားတန်ခါဆရာတမတွေရဲ့ချီးမြှောက်မှုအရာကိုင်းပုံစံပြမယ်ပြီဒါဒီတဲ့ကောက်ချက်ချကြစို့သောကြောကမူရင်းဇာလန်းလေးဘုန်းကြီးပြောခဲ့ပြီအဲ့ဒီပါဝေယကဆင်ဆိုတဲ့ဟောဒီတိုက်ပွဲဝင်တရားတော့စတည်ပြီးတော့ဖြစ်ပေါ်တာကဘယ်မြို့ပါလဲဟောဘာယနတိပြည်တဲ့သာဝတိပြည်မဟုတ်လားဘွားမှားလို့နော်ခိုင်းတာပြန်သာဝတိပြည်တဲ့ဘာပြည်ပါလဲဒီသာဝတိပြည်တဲ့ခိုင်းဆိုရသာဝတိမှာဤလူရွာပမာတုလာပါကောက်ချက်ချခဲ့ပြီသာဝတိမြို့ဆိုတာကဟောဒီတက္ကဒကမတို့ဘုန်းကြီးတို့နေရလူပုံလူလောကလူရွာကြီးနဲ့တူပါတယ်တဲ့မှတ်မိပလားဒါဖြင့်တိုက်ပွဲဝင်တရားရဲ့အခြေခံသမိုင်းအစသာဝတိမြို့ဆိုတာကဘုန်းကြီးတို့ဝိပဿနာဘောင်ကတ်လိုက်တဲ့အခါဘာနဲ့တူတယ်လဲလူရွာနဲ့တူတယ်ဘယ်နဲ့လဲမှတ်မိပြီဆိုပြီးတော့တက္ကကြီးပါဇက်ဟနေပါလားသာဝတိမှာဤလူရွာပမာတုလာပါသာဝတိမြို့နဲ့ဘာနဲ့တူတယ်လဲလူရွာနဲ့တူတဲ့ဘုန်းကြီးတို့ယနေ့ယေရှုရှင်မဟာကြီးဆရာတော်ဘုရားကြီးနဲ့တကွာအသီးသီးသောမဟာကြီးဓမ္မဓိကတွေကလင်္ကာတွေချတော့ကွာအလကအတန်ကောင်းပြပြီးတော့လင်္ကာတွေချနေပါသေးတယ်အပူမဟုတ်ပါဘူးပိဿတရားဒဂမတွေဟာပါဠိစာပြီးမကြွကျင်လေတော့မရင်းနှီးလေတော့မိမိတို့ရင်းနှီးတဲ့မြန်မာလေးတွေနဲ့စုဝင်စားအောင်ဆိုပြီးတော့ရေးသားထားတာအတန်ကောင်းဟစ်နေတာမဟုတ်ပါဘူးမှန်ရဲ့လားမှန်ပါဗျာဒါဖြင့်တို့တရားဒဂမတွေမှတ်မိပြီသာဝတိမြို့သာဝတိဆိုတာဟောဒီဘုန်းကြီးတို့နေကြတဲ့လူရွာနဲ့တူတယ်လို့မှတ်ပါဒါပဲအဲ့ဒီသာဝတိရွာမှာဘာကောင်ကြီးဘာတဲ့နှစ်နေပါလေနုံနဲ့နှစ်ထားပဲကံနဲ့နှစ်ရမလဲဘယ်တဲ့နှစ်ထားပါလေအေးနုံနဲ့နှစ်နေတာတဲ့ကံနဲ့နှစ်တယ်ဆိုတဲ့တကားဘယ်သူပါလေတပည့်တော်တော့ဟုတ်တာပေါ့နာမည်ပြောတာဟမ်မောင်ကြီးသူကပရိသတ်ကိုအကဲဆန်းလိုက်တာအိမ်မငိုင်းအောင်လို့ပြောတယ်အိမ်ငိုင်းနေရင်တော့ကြငရဲကြမဆိုလို့ပြောရအောင်မယ်အဲ့ဒါဟောတခါတုန်းကဆိုကြပါဆိုနတ်ပြည်ရောက်သွားတဲ့ဘုန်းကြီးတစ်ပါးကလေ့နတ်ထိနာနဲ့နတ်ကျငါနဲ့အဩဘရအဆုံးနေပေါ့လေအဲ့ဒီနတ်ပြည်ရောက်တဲ့အခါဆိုပြီးတော့ငရဲကိုလေ့လာလိုက်တာဘာပြောကောင်းမလဲအချို့ကကောင်းနေငုတ်တို့ဆိုပြီးတော့တင်းမုံနဲ့ထုခံရအချို့ကဗဇာကမိကုံမိလျံနေလွတ်ကြအချို့ကလည်းပဲတခါတည်းဗဇာပြဲပြဲရှာတွဲနဲ့သွေးတန်ရဲနေအောင်ရှာတွေအပြတ်ခံရတာမြင်ရဒီတော့ဟိုနတ်ပြည်ကနေပြီးတခါလာမေးလိုက်တယ်ငရဲမင်းကြီးဘယ်သူမေးတာတော့ဟ
ဟဲ့တကားတော့ငရဲမင်းဒီတတ္တဝါတွေပဲအကုသိုလ်ကံကြောင့်ခံနေရတာလဲဆိုတော့မှန်လားပါဖရာတဲ့ရုပ်ရှင်များပြတယ်လို့ဆိုရင်ပြည့်2 နာရီ3 နာရီအိမ်မငိုက်ဘူးဖရာတဲ့ဒီမှာတပါးဇာပွဲအငိမ်ပွဲစသည်ပျော်ပွဲရွှင်ပွဲတွေဆိုရင်လည်းပဲဝဲကဆွဲကြတကယ်မထခြင်းတဲ့ကိုမဝမမုံအစားဆုံးတညလုံးနေလို့ဤတဲ့ချမ်းနဲ့မရွေးချယ်ဘူးတဲ့တရားကြအနာမကြွအဖျားကကြောင်ခုငရဲမင်းကြီးကပြောတာနော်သူကပြောတာတော့ပါသကွာဖြာသိမ့်ပြီးတကလားဝဲလာတဲ့ပင်ကြီးကြတော့အဲ့ဒီအခါမှပြန်ခဲ့တယ်တရားလေး2 နာရီကာလဟောတာကြတော့အိမ်ငိုက်နေတယ်ဒီလိုပုံကိုယ်တွေသဲရင်ဖြင့်အဲ့ဒါငရဲမှာတင်းပုံနဲ့အထုခံရပါတယ်ဖရာတဲ့ရှောက်တာငရဲမင်းကြီးကသူကတော့တကားကိုမောင်မောင်ကြီးကလည်းအဲ့ဒါတို့ပိဋကတွေအိမ်မငိုက်အောင်ဆိုပြီးသတိပေးတာနဲ့တူပါရဲ့နော်ခြေရတယ်လို့ယူရတာပဲလေအေးဒါနဲ့ရှေ့တက်ပြီးတကားလားမေးလိုက်ပြန်တယ်ဟဲ့တကားတော့ငရဲမင်းဗဇာကမီးကိုမီးလျံတွေလွတ်ပြီးတော့နေကြတဲ့တတ္တဝါတွေပဲအကုသိုလ်ကံကြောင့်လဲဆိုတော့မှန်လားပါဗျာရုပ်ရှင်ုံနဲ့ရောက်သွားတဲ့ဆိုရင်ဖြင့်ဆေးလေးတောက်ပါလေဖြင့်အဲ့ဒါဓာငွေ9ချက်အတက်ခံရတယ်ဗျာအဲဒီလိုရုပ်ရှင်ကြည့်တဲ့အခါဆေးလေးမတောက်ပါပဲတရားလေး2 နာရီလောက်နာတဲ့အခါကာလကလေးမှာတရားနာစေဆေးလိတ်ခဲမိသရဲ့ဖြစ်ရတာပါဗျာတဲ့တရားနာတော့ဆေးလေးတောက်ရင်မဖြစ်တာငိမ့်လိုက်အနတ်ရတယ်အေးအဲ့ဒီကနေတက်ရှိမင်းဆိုပြီးတကားလားထားပါတော့တကားတော့ယမမင်းဟိုနာပဇာပြပြရှာတွဲနဲ့သွေးတန်တွေရွှဲနေအောင်ဖြတ်ခံနေရတာပဲအကုသိုလ်ကံကြောင့်လေတဲ့ဒီတော့ယမမင်းကြီးကပြုံးလာမမဖယားမပြောမပိမတိမမီမချီမမြင်မသွားမရောက်မလျောက်တိုင်းရင်လည်းမတိနဲ့ဆိုတာလို့အရာဇကားသာဇကားတဟာနေလို့ရဲလုံးပြဲလုံးတစ်သလုံးမမိတကူဗမင်းသမီးကဘယ်မင်းသားကအစုံမြေကောင်းမှအမှုရာကပြင်းနေဆိုပြီးတော့ပြောလိုက်ကြတာမွေးကင်းကြကလေးကဆံမြူသွားကြအမဲအိုဖို့အိုအထိတဲ့လောကဘယ်သူပြောတာလဲလောကပြောတာတို့တရားဓမ္မတွေဒီတဲ့မပါဘူးနော်အေးအဲ့ဒီတော့ဆိုပြီးတကားလားအယဇကသာဇကတာနေလို့ရဲလုံးပြဲလုံးတစ်သလုံးမမေ့တကုဖယားအကြိုက်တရားစိုက်တော့ခါကြိုက်သလိုလိုဟေ့တရားနာသွားရအောင်နှာစင်းတာလိုက်နေသွားညအောင်ဟောဖြစ်ပုံလောကဟေးဘယ်နေရာဘယ်ပွဲကဟေးကောင်မလက်မယူထားလိုက်တော့ငါလာမအောင်မင်းကြီးမလို့ဝဲနဲ့မနေနဲ့ပါပွားကြီးကိုကတ်နေတာပဲရသဖြင့်လောကပျော်ရွှင်ပွဲတွေကြရသည်လို့ဆိုပြီးတကားလာနေကြတဲ့တရားစိတ်မဆိုင်ပဲနဲ့ခါကြိုက်တယ်လို့ချစ်ပြီးတကားလာနေကြလို့ရှင်မယားမိတော်ရှိ6ထားရမယ်ဆိုပါလင်ဖြင့်ဖြူမျိုးဆရာတော်ဥနရပတိတရားမကောင်းမှုပြောမိတဲ့အတွက်ဒါကြောင့်ရှာအဖြတ်ခံရတာပါဖယားမေးကြည့်အောင်မယ်ဘုန်းကြီးဟောတဲ့တရားကောင်းသလားမကောင်းဘူးလားမကြည့်တဲ့လူတွေဗဇပိဋ္ဌာနော်ကမေးရအောင်မယ်ဘုန်းကြီးဟောတဲ့တရားကောင်းသလားမကောင်းဘူးလားကောင်းပါရဲ့ဗျာအာမခံနဲ့ဟောတဲ့ဘုန်းကြီးမကောင်းဘူးလို့ဘယ်သူမှပြောရဘူးကြိုက်ပြောရဲသလားပြောရဲပါဘူးဗျာကြိုက်ထားတာတကားကိုမောင်ကြီးရှာရှိလို့ဖြစ်လာရတာအေးတို့တရားဓမ္မတွေတရားတော်စိတ်တိုင်းအိမ်မငိုက်ဖဲနဲ့အာယုယူနိုင်ကြပါစေပြန်ဆက်ကြစို့သာဝတိမျိုးဆိုတာကဤလူရွာကြီးနဲ့တူတယ်အဲ့ဒီထဲမှာတကားလေရေကန်နဲ့ပွဲထဲမှာနစ်နေတာဘာကောင်းကြီးလဲသို့ပါဝေယကရှင်နလူပင်ပုံသွင်းတူတော်တာပါဝေယကရှင်နလူပင်ပုံသွင်းတူတော်တာဟောပါဝေယကရှင်ကဘာနဲ့တူလဲနလူပြန်မှာတတ္တဝါတွေနဲ့တူတယ်သာဝတိမြို့တော်ကြီးမှာဘာဝေကရှင်သေးကြရိုးကြွယ်တွေစားမယ်ဆိုပြီးတကားလားကံတွင်ရှင်းနေတယ်လို့တို့တကားမတွေလည်းကံကောင်းစုံရိုက်ပြီးတကားလားသာသနာဆုံးကိုင်းမှာလူကိုလူမဖြစ်ကြဘူးလားလူဖြစ်တဲ့အခါကလားသမယငါးပါးအာယုံကမကုတာအစွမ်းနဲ့ရာဂဆိုတဲ့ဘွဲ့အင်ကြီးထဲမှာနစ်မြုပ်ပြီးတော့နေကြပါတယ်ဆိုရှင်ကျွန်းသည်ဘွဲ့တဏှာဆဲမပြည့်တူလာပါ
လူပဲနတ်လူပဲပုံသွင်းတူတော်တာဘာဝေယကရှင်နတ်လူပဲပုံသွင်းတူတော်တာဟောဘာဝေယကရှင်ကဘာနဲ့တူလဲနတ်လူပြမှာတတ္တဝါတွေနဲ့တူတယ်သာဝတိမြို့တော်ကြီးမှာဘာဝေယကရှင်သည်ကြာယူကြာကြွယ်ပြီးစားနေဆုံးပြီးတကားလားကံတွင်ရှင်းနေတယ်လို့တို့တကားမတွေလည်းကံကောင်းစုံရိုက်ပြီးတကားလားသာသနာဆုံးတိုင်းမှာလူကိုလူမဖြစ်ကြဘူးလားလူဖြစ်တဲ့အခါကလည်းတမေယငါးပါးအာယုံကမဂုဏ်တာစွမ်းနေရာကဆိုတဲ့ဘွဲအိမ်ကြီးထဲမှာနေမြုပ်ပြီးတော့နေကြပါတယ်ဆိုစင်ကျွန်းလီဘွဲတဏှာဆေမပြည့်တူလာပါစင်ကြီးဘာလို့ကံနဲ့ဆင်းတာလဲကြာရိုးကြာတွေစားမယ်ဆိုတဲ့အာသာကြောင့်ကံနဲ့ဆင်းလာတာလူလားမှုဆန္ဒကြောင့်ဆင်းလာတာမဟုတ်လားတဏိတမမှုရာဂကြောင့်ဆင်းတဲ့အခါကျတော့နုံထဲမှာဘာဖြစ်နေတယ်ဒုဒကာဒကမတွင်လည်းပဲဇဏိမယသမိသာစီဝဥစ္စာယရဏရွှေငွေဆိုင်စဘာဥစ္စာစင်မြင်းလေရာကိုက်ကျုံဒါရင်နိသက်တွတ်တာပြီးတကားလားနားကမခွာနိုင်တကိုင်းငယ်တပွေ့ပွေ့တဆွေးဆွေးတလွမ်းလွမ်းဆိုပြီးတော့ဟောလောဘဒေါသမောဟစက္ခန်းထားပြီးတော့ယာကဘွဲ့အိမ်ထဲမှာနစ်ပြီးတော့နေကြတာတဲ့မနစ်ကြဘူးလားဖြစ်ပါတယ်ဗျာတခါကြီးကြည်ပြီတရားလေးအထုတ်ပါလားဆိုတော့တပိတော်မရှိမဖြစ်ဘူးဗျာတဲ့ဟောတုံတုံချီချီနဲ့ပြောတာသူကသာမရှိလို့မဖြစ်ဘူးပြောတယ်အိမ်ကြတော့အဲ့ဒါနောက်ဖေးအဆွဲကလေးနဲ့ချတာဟုတ်လားဒီစကားကတောင်ဖြစ်တော့မြောက်ဖြစ်တော့နဲ့ပြောတော့သားသမီးတွေမြင့်မြင့်တွေကမှန်သေးတယ်မှန်လို့အတူမထားခြင်းတော့ဇွယ်လေးနဲ့ချတာအောင်မသူကပြောသည်တရားဆင်းရသက်သာတာပေါ့လေတဲ့ဟောဟုတ်ပါလားတရားအားထုတ်ပါဆိုတော့အားထုတ်ရလားဘုန်းကြီးလျှောက်တော့သူမရှိမဖြစ်ပါဘူးတဲ့အိမ်ကြတာအဲ့ဒါဆေးလေးကြီးထောင်းထောင်းတော့ပွားပြီးတော့ဟိုနေရာလဲသူ့ငေါက်ထုတ်ဒီနေရာလဲငေါက်ထုတ်သူမရှိဘဲနဲ့မဖြစ်ဘူးလားဖြစ်နေတာအဲ့ဒါသတိပြုကိုအခုလည်းပဲဒုဒကာဒကမတွေများသွားပြီတရားဓမ္မအထုပ်ပါသူတော်သားကမကြည့်သမီးကဒီကလေးမရသေးလို့ရှင်းကြီးတွေပိုးလိုက်တာမပေါ်ဘူးလားပေါ်ပါဗျာတို့ကြီးမြင့်နိုင်ကလူနဲ့ဖြူကလူတွေခြံထားလဗ္ဗုဒ္ဓပသိဟိန္ဒရာများအောင်ကြံခင်းကလူတွေပြောတာကိုင်းရှိတယ်ဒုဒကာဒကမတွေလည်းပဲယာဂတိဥသောဘွယ်အိုင်ထဲမှာသားကိုမခွဲနိုင်သမီးကိုမခွဲနိုင်ဇနီးကိုမခွဲနိုင်ပစ္စည်းကိုမခွဲနိုင်စွဲကင်ခဲ့တဲ့တန်ရောစဉ်တရားတွေနဲ့နစ်မြုပ်နေကြတာလဲပင်ထိနေပြီဘယ်ထိနေလဲလဲပင်ထိနေပါလေဗျာအဘိုးတွေအဘွားတွေတရားတော်အာမတုဘူးဗဇမြန်ဖြဲကြည့်လေရသွားကတစ်ချောင်းမှမရှိဘူးရေတောင်ထောင်းတိုက်ရမယ်ဘဝဒါသူတို့ကပြောသေးတယ်သေနီးသေကရောက်ကမှနှီနုကြောင့်ခက်သေးတယ်တဲ့အောင်မလေးသူ့အခက်သူတော့မမြင်မဲနဲ့အဲ့ဒါသူများအခက်သူကဝင်းဝင်ပြီးတော့စွက်နေသေးတယ်ဟုတ်လားဘေးသားအေးအဲ့ဒါသတိထားကြဖို့ဘုန်းကြီးတို့တက်ပြီးဘွက်ထဲမှာကျွံပြီးတော့နေနေကြတာပါတဲ့ဘုရားကပြောတာဘယ်သူကပြောတာဘုရားကပြောတာပါဗျာတိုက်ရိုက်ပြောတာတုံမေပနာကိလေသာဒုက္ခေပက္ခန္တာတဲ့တုံမေပနာသင်တို့ဒီကကိလေသာဒုက္ခေကိလေသာတွေဟူသောညွန်ခရီးတဲ့၌ပက္ခန္တာပြေးဝင်နေမြုပ်ကြလေကုန်ပြီလို့ဘုရားကတိုက်ရိုက်ဟောထားပါတယ်ဒါကြောင့်မိမိကြိုက်ခဲ့တဲ့အစဉ်အာယုံအတအာယုံအနအာယုံယတာအာယုံစစာအာယုံအတွေ့ဒီအာယုံနဲ့မှနစ်မြုပ်ပြီးတော့နေကြတယ်တဲ့ရှင်းတယ်နော်အဲဒီလိုဆင်ကြီးနစ်မြုပ်နေတဲ့အခါကျတော့ဘသူကဘသူကိုခေါ်တယ်လေဘယင်ကြီးနာမည်ကဘသူလဲတော်သေးရဲ့ပြမဒမင်းလို့မပြောရင်ခုနကဘာပြည်တုံးဆိုတော့ဗါတဲ့ဘာယနတိပြည်တဲ့ဟုတ်တော်ဟုတ်သားရှိတုံးလေးကမင်းမသိဗာရဏတိုက်မသိဟမ်မင်းမသိပြမဒတိုက်မသိဗာရဏတိလို့ဆိုထားတာအခုကမဟုတ်ဘူးသာဝတိပြည်ဘယင်ကဘသူလဲကောသလဘယင်တဲ့အဲဒီဘယင်ကောသလကတော့လောကသဘာဝဘာနဲ့တူတယ်လဲဆိုရင်မြတ်စွာဘုရားနဲ့တူသည်ဘယင်ကောသလဘာနဲ့တူတယ်သို့ကောသလကိုဘုရားလိုနိုင်ဆိုဥပမာဘာကြောင့်နိုင်ဆိုရတာလဲဆိုတော့ကောသလဘုရင်ကဘု து ခေါ်တယ်ရှင်စရာခေါ်တယ်လို့ဘုရားကိုယ်တော်မြတ်ကြီးကလည်းပရိနိဗ္ဗာန်ဝင်စပြီးတဲ့အခါအသက်ရှိတဲ့အခါမှာတကားဒကမတွေပွက်ထဲနှုတ်နေတာနစ်နေတာလွတ်အောင်ဆိုပြီးတကားလာရဟန်သံဃာတော်တွေ
တရားဟောပြမခိုင်းဘူးလားမာယေကေနမကေနတွေအဂမိတ္တဇာရိကံဇရထာခြေသားတို့တရင်ဝါလာကျွတ်ပါလင်းဖြင့်တခရီးတဲ့နှစ်ပါးမသွားမှု၍ခရီးတစ်ကြောင့်တစ်ပါးသာသွားပြီးတကားလားအလုံးသောတရားဓမ္မတွေကျွတ်တန်းဝင်အောင်တရားဓမ္မဟောပြကြတရားကမခိုင်းဘူးလားအေးအခုလေကောသလဘယင်းကရှင်ကြီးလွတ်မြောက်အောင်ရှင်စီယာခေါ်၍ထုတ်ခိုင်းတယ်လို့ဘုရားကူတော်မြတ်ကြီးကလည်းပဲအလုံးသောတရားဓမ္မကာမပွက်တဲ့စိန်ထုံပြီးတော့နင်းမြုပ်နေကြတဲ့ပုဂ္ဂိုလ်တွေလွတ်မြောက်နိုင်အောင်တရားဓမ္မဟောပြနေပါပြီတို့ပန်းမကြီးလမ်းမှာပဲညပေါင်း30ကျော်သွားပြီမဟုတ်လားမှန်ပါဗျာအေးနတ်ပင်ကဆိုည40လောက်တော့မြောက်လောက်ပြီထင်ရင်နတ်ပင်ကပွဲသိမ်းလို့ဆိုတယ်ဟုတ်လားဗျာအေးအဲ့ဒါရှင်ကြီးတွေဘွယ်တဲ့နင့်နေတာကိုလွတ်အောင်ဆိုပြီးတကားလားအကြီးမောင်းများစွာထုတ်နေရတာဒါလောက်ထုတ်လို့မှမလွတ်ရင်တော့လည်းမတတ်နိုင်တော့ဘူးနော်ကိုင်းရှိတွေဒါရောက်ကောသလကိုဖယားလုံးနိုင်ဆိုဥပမာကောသလဘုရင်ဘယ်သူနဲ့တူလဲဤကောသလဘုရင်ကဆင်ဆရာခေါ်တယ်လို့ဖယားကလည်းပဲတပိလာဓမ္မဂတိကပုဂ္ဂိုလ်တွေဟောကြပြောကြသွန်သင်ကြဆုံးမကြနိလန်ပြကြလို့မခိုင်းဘူးလားခိုင်းပါဗျာဒါကြောင့်ရှင်ဆရာပင်ဟောသူလင်ပုံသွင်းတူလာပါဟောရှင်ဆရာကဓမ္မဂတိကဓမ္မစရိယပုဂ္ဂိုလ်နဲ့တူတယ်တဲ့မရိယနယ်ပယ်ကဆိုရင်စာပေကိုချဖို့နေတဲ့ပုဂ္ဂိုလ်ပေါ့လေနော်ပฏิပတ်နယ်ပယ်ကဆိုရင်အခုလိုတရားဓမ္မဟောပြပေးနေတဲ့ပုဂ္ဂိုလ်ကအဲ့ဒါရှင်ဆရာပါပဲတဲ့သဘောပေါက်တယ်နော်ဒါဖြင့်နုနဲ့နင်းမြုပ်နေတဲ့ရှင်ကြီးလွတ်မြောက်အောင်ရှင်ဆရာကဘာတွေပြပါလဲစစ်အင်္ဂါ၄မျိုးပါပါလေတရထောက်ဒီကိုယ်အင်္ဂါဒကမာကြီးမေးရင်တော့အချိန်မရွေးနာမယ်သိတရားကြတော့သူတို့မေ့ထားတယ်စစ်အင်္ဂါဘယ်နှပါလဲ၄ပါပါဗျာစင်တာမြင်တာယထာတာခြေလင်တာဘယ်နှမျိုးလဲ၄မျိုးပါဗျာအဲဒီ၄မျိုးကိုပြတယ်လို့အခုလည်းပဲဓမ္မဂရိကဓမ္မစရိယစာချအရှင်တရားဟောဓမ္မဂရိကအရှင်မြတ်တွေကဒုတကဒကမတွေကိုဟောပြနေကြပါပြီစစ်အင်္ဂါ၄မျိုးနော်အဲ့ဒီစစ်အင်္ဂါ၄မျိုးဆိုတာကိုနောက်ကြမှာဘာရဲ့လို့အကျေဖွင့်ပြမယ်ဆိုကြယံသူပုံပြသင်္ခါရမကြနိဗ္ဗာပြီးမှအကျေချက်ပြောမယ်ဒါပေမဲ့အဲ့ဒီလိုအင်္ဂါ၄ပါးရှိတော့ယန္တုစစ်တပုံသဖွယ်ပြလိုက်တော့ရှင်မင်းကြီးဘာလုပ်လဲယုံတယ်ဘာလုပ်တယ်လဲအေးဒုတကဒကမတွေလည်းတရားတွေအထွေထွေနာပြီးတကလားကာမပွက်တဲ့ကလွန်မြောက်အောင်တတိပဒံဆိုတဲ့အမတ်တရားဖြင့်ကြိုးစားကြရမယ်ဒါဖြင့်မူရင်းဇာလမ်းမှာရှင်ကြီးယုံနဲ့ဆိုတော့ဘာနဲ့ယုံမှာပါလိမ့်ပါဠိလုံးဘာနဲ့ယုံမှာလဲပါဠိလုံးပါဗျာအေးလက်နဲ့ပတ်ကြည့်နေပဲကွာလေးလုံးနဲ့ယုံတယ်လို့အမျိုးအောင်သသမိသူတော်ချင်းတွေမှာလည်းပဲသမ္မပဒံ၄ပါးဆိုတဲ့ဝိရိယခွန်အားနဲ့ယုံရမယ်ဘာနဲ့ယုံရမလဲရှင်ကြီးမှာခွာဘယ်နှလုံးဟောဘုန်းကြီးတို့တရားဓမ္မတို့သုံးရမယ်သမ္မပဒံကဘာတွေလဲဥပ္ပန္နနာပါပကနာဘာဟာနာယဝါယမောဘယ်ပြည့်ဖြည့်ပြီးတော့အကုသိုလ်တရားတွေကိုပယ်ပါပါတယ်လေဟောပယ်ရမယ်တဲ့အနုပ္ပန္နနာပါပကနာအနုပ္ပါရာယဝါယမောမဖြစ်သေးတဲ့ကိလေသာကိုလည်းမဖြစ်အောင်တားပါပါတယ်လေဟောဒါရှိလက်နဲ့ပဲလို့မှတ်ထားပါနော်အနုပ္ပန္နနာကုသလနာဥပ္ပါဒာယဝါယမောတဲ့မဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေကိုဖြစ်ပွားစေပါပါတယ်လေဥပ္ပန္နနာကုသလနာဘိယောဘာဝယဝါယမောဖြည့်ပြည့်သာကိလေသာဖြည့်ပြည့်သာကုသိုလ်တရားတွေတိုးပွားစေပါနမလေးကပါလေဟိုအဲ့ဒါကကွာနှလုံးနဲ့အကုသိုလ်ဆိုင်ရာကတားရမယ်ပယ်ရမယ်ကွာနှလုံးထောက်ထားရမယ်ဟုတ်ပြီလားအေးကုသိုလ်ဆိုင်ရာကတကားလေကြည်ကြပွားများအားထုတ်ရမယ်ကွာနှလုံးယုံရမယ်အကုသိုလ်တွေရနာထိုင်နေပြီးတော့ကုသိုလ်တရားတွေနဲ့ဆွဲနှုတ်ရမယ်တဲ့သဘာဝမကြဘူးလားကြပါပါဗျာ။အိုးဒါကြောင့်ဗုဒ္ဓရဲ့ပြောတဲ့စကားအလုံးတိုင်းဟာ
ဘဝလွတ်လပ်ရေးစွမ်းရည်ဆိုတဲ့ရောင်ကြီးတွေဥတတ်နေပါတယ်ဆိုတာပေါ်ပါလားဗျာပေါ်ပါဗျာဒါဖြင့်ဝိရိယနဲ့အားထုတ်ရမယ်လို့ဆိုတော့ပြောရော့ကလေးရရလားမရပါဘူးဗျာနာယိရံတိတိလမာရဗနာယိရံအပိနဓမ္မတာနိဗ္ဗာနအဓိကန္တဗံသဗ္ဗဒုက္ခပမောဇနာသဗ္ဗဒုက္ခပမောဇနာဥနာတိအလုံးစုံသောဒုက္ခဘေးတွေမှလွတ်မြောက်နိုင်သောဣဒာနိဗ္ဗာန်ဒုတက္ခတက္ကမတွေဤစိတ်တန်ကြပါတော့ဟောဒီနိဗ္ဗာန်ဆိုတာဒီလံပေါ်ရော့ပြော့ကလေးအာရဝအာထုံယုံများနဲ့နအဓိကနာပမယတိုက်မရောက်ထိုက်ပါဘူးနိဗ္ဗာန်ဆိုတာပေါ်ကလေးရော့ကလေးအာထုံယုံများနဲ့ရမလားမရပါဘူးဗျာဟေးရလိမ့်မလဲအချို့ကမရှုမပွားဆိုပြီးတော့အငြိမ့်ထားနေကြရှုပွားတာတောင်မှမရတာမရှုမပွားပဲနဲ့နေရပါမလားမရပါဘူးဗျာမရဘူးနာယိရာအပိနာဓမ္မတာအပိနာဓမ္မတာအနည်းငယ်များလာသောစွမ်းအင်ကလေးဖြင့်ဣဒာနိဗ္ဗာန်တရားဓမ္မတွေမျောလင်းကြီးမှထားကြတဲ့ဟောဒီနိဗ္ဗာန်ဆိုတာနအဓိကန္တာပမယတိုက်မရောက်ထိုက်ပါဘူးတဲ့နည်းနည်းကလေးနဲ့တကားတည်းပဲစားရကဟောတိတောက်ရကဟောတိကလေးများနဲ့နိဗ္ဗာန်ရပါမလားမရပါဘူးနိဗ္ဗာန်မျိုးကြီးအာတိကျွဲသာလမ်းညတဲ့ကြမရမပြရှေ့သို့သာလမ်းကျိုးပါမမရအောင်ခဲမလွယ်ပြည်နိဗ္ဗာန်တဲ့မရမနေအားထုတ်ရဟုတ်ပါလားဒီတော့လောကကရေပေါင်းက10ရက်15ရက်တလ2လလောက်အားထုတ်လို့မရဘူးဆိုရင်ငါပါရမီရှိပါဘူးဆိုလက်ပြန်သွားတတ်ကြတယ်ဟုတ်တယ်မဟုတ်လားအေးလောကီရေးကြတော့ဒီသားဒီသမီးနဲ့ငါ9နှစ်ပေါင်းပြီးရင်တော်ပြီလို့များသတ်မှတ်ချက်ချရဲ့လားမရပါဘူးဗျာဘယ်နဲ့လဲတရားရဲ့လားဟဲ့မတရားရင်သွားတော့မယ်တော်ပြီမောခါရတာပင်မနေမှာပေါ့ဘယ်နဲ့လောကီရေးတွေကြတော့ဒီသားဒီသမီးနဲ့တိုက်တလုံးကနှလုံးက3လုံးမော်တော်ကတစ်စင်းက2စင်းသာဘီကနေတခါတည်းပဲ BSC MSC စသည်ဘွဲတွေရအောင်ဆိုပြီးတော့ပေးလိုက်ကြတာယုံလိုက်ကြတာဒါတွေကြတော့တခါတည်းအဆုံးပိုင်းချမရှိဘူးရက်ပိုင်းထားရဲ့လားလှုပ်ရင်ကရင်တခါတည်းကျွေးရင်မွေးရင်ကနေပြီးတော့သေသွားကြတယ်တရား15ရက်အရက်20တလ4တရင်အာထုတ်တော့ဟမ်မောင်ကိုတော့ပါမရှိဘူးထမပန်မပါပဲဟောအေးလေးလူတွေရဲ့တတ္တိညံ့မို့ဟုတ်မလားကိုင်းရှိပါစေတဲ့ဒါရောက်ယောဂီတို့သွင်းဤထွေးထိန်ဝါမွေကိုတရားကြခလုတ်ပါငုတ်ကိုသင်မြူစုကပလာဒီစိတ်ထားမှသာဝိပဿနာတဲ့နိဗ္ဗာန်လိုချင်တဲ့ယောဂီသူတော်စင်တွေဟာမွေတွေ့ရင်တရားကြားတွေ့ရင်ခလုတ်ငုတ်တွေ့ရင်သင်မြူစုတွေ့ရင်ကပလာဆိုတဲ့ဒီစိတ်ထားနဲ့မှတ်ရမယ်တဲ့ကျူးစားရမယ်တဲ့ဟုတ်ပါလားဘိသတို့အေးဒါကြောင့်မွေကိုတရားကြားကလို့ငုတ်တင်ပြီးစုခမလာဆိုတာဒေသနာတော်မှာပုံစံတွေအများကြီးရှိပါညာနဲ့တွေ့တဲ့အခါခလုတ်သက်ပွဲမိမိရဲ့အာထုံမှုကလေးမဖယ်ဘဲနဲ့အာထုတ်သွားကြလို့အရဟတဘုပေါက်ရောက်တဲ့ဇာလန့်ရှိငုတ်နဲ့တွေ့ပါရင်ဖြင့်အဲ့ဒီငုတ်ကိုပမမထအတ္တဒိဋ္ဌိဆိုတဲ့ဣဇဒတဏ္ဍစွန့်ညိနေတဲ့ကိလေသာငုတ်တွေကိုထုတ်ဆောင်ပြီးတော့နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေရှိဇာလန့်နေနော်ဘုန်းကြီးတို့ဟောရတာကတရားဖြစ်တဲ့အတွက်ဒါကြောင့်အဲ့ဒါတွေထားကြတယ်ဒီတော့ဝိရိယခဲနဲ့ကျူးကျူးစားစားမှတ်ရမယ်လို့ဆိုလိုသည်ဟုတ်ပြီလားသို့လက်ချေအမှန်သမ္မာပဒံဧကတုလာပါလက်ချေအမှန်သမ္မာပဒံဧကတုလာပါဟောလက်နဲ့ဘက်ခြေနဲ့ဘက်ခွာလေးလုံးကသမ္မာပဒံ၄ပါးဆိုတဲ့ဝိရိယနဲ့တူပါတယ်တဲ့သဘောပေါက်တယ်နော်ဒါဖြင့်အဲ့ဒီလိုတခါတည်းပဲအင်အားသုံးပြီးတခါလာယုံလိုက်တော့ရှင်ကြီးပဲရောက်သွားတယ်တခါတည်းမတွေလည်းဝိရိယနဲ့ပေါ်ရာယုံနံကိုတတိပဒရှုမှပါလင်ဖြင့်နိဗ္ဗာန်ဆိုတဲ့ကြည်ကုန်တဲ့ဂုံမော်တဲ့ရောက်မယ်နိဗ္ဗာန်ကဂုံမော်နဲ့တူတယ်နိဗ္ဗာန်ဘာနဲ့တူတယ်လဲသို့ဂုံမော်တဲ့ကုံနိဗ္ဗာန်ဆိုဤလိုမှတ်ကြပါဘုံမထက်ကိုနိဗ္ဗာန်ဆိုဤလိုမှတ်ကြပါကဲပြောဖို့ရအနေအချင်းတော့ဒီရင်မဲ့အတော်လေးပြည့်စုံတယ်ဒါပေမဲ့လို့စိတ်အင်္ဂါ၄ပါးပြ
အဲ့ဒီစစ်အင်္ဂါ၄ပါးပြတဲ့အခါငါမကတိဝေယရှိတော့မပဘယင်ကောသလနဲ့တိုင်းငါပြည်သူလူသားတို့ရဲ့ရှိတဲ့ဥစ္စာတွေဖြည့်ဆည်းမဲ့ရန်သူတွေလာပါပို့လားလို့ဇာတိသွေးဇာတိမှထက်မြက်လာအောင်ရှင်တရားကပုံဆောင်ပြတယ်လို့ဘုန်းကြီးတို့တွေကလည်းပဲယနေ့ညပရိသတ်တို့အားဆင်းဆက်ရတပ်ဖွဲ့နေရာကထားလို့စစ်အင်္ဂါ၄ပါးပြဘာ၄ပါးလဲအေးမိမိတို့ခန္ဓာကြီးကစစ်အင်္ဂါ၄ပါးလို့ဆိုတော့စစ်မြေပြင်နဲ့တူတယ်ဘာနဲ့တူလဲဒါဘုန်းကြီးတို့အင်္ဂုတ္ထုမှာတိုက်ရိုက်ပါပါတယ်ခန္ဓာကြီးစစ်မြေပြင်နဲ့တူဖို့ဘာကြောင့်စစ်မြေပြင်နဲ့တူရလဲလို့ဆိုတော့ဟိုကအပြုအနိအကြောင်းအကြအဝါပြားစသည်မြင်စရာမျိုးစုံရူပါယုံအာယုံတရားတွေနော်ဘုန်းကြီးတို့ရဲ့ခန္ဓာကိုယ်ထဲမှာသားရဲ့အုပ်ခေါင်းပမာဏခေါ်တဲ့ပသာရအကြည်မြဲမြင်နေအပြင်ပြောရပါလေဖြင့်လက်တော်ဝါစာလောက်ရှိခဲ့တဲ့မျက်လုံးအစုံတိုက်ဆုံလိုက်တဲ့အခါကျတော့အာယုံကောင်းလေးမြင်ရတော့ဆွဲလန်းတဲ့လောဘမဖြစ်ဘူးလားဖြစ်ပါဘူးအဲ့ဒါပဲဟောဒီကအိမ်နဲ့ဒီဟုသောပသာရကိုဧည့်သည်ဆိုတဲ့အာယုံရန်သူတရားတွေတိုက်ခိုက်လိုက်တဲ့အခါကျတော့လောဘဒေါသမောဟစတဲ့ဘေးရန်တွေဖြစ်ပြီးတော့လာပါတယ်တဲ့ဒါကြောင့်ဒီခန္ဓာကြီးကစစ်မြေနဲ့တူတယ်ဟုတ်လားဗျာစစ်မြေလားခန္ဓာငါ၌သုံးမလက္ခဏုအောင်တကွန်ထူ၍ငါစုဘုံမင်းဖို့တသိမ့်တို့စစ်ခင်ပြီတော်စေခင်ပြီးတော့အောင်စီဆော၍မြို့တော်ဝင်ရန်တိပဋ္ဌာဟုလေးတန်တကားဖွင့်သောအဖြစ်ရှင်ပါမခင်ဆလွယ်စင်၍ပလင်သဖွဲဖိုးလေးတွေ၌စံပဲ၌မှဒုက္ခခါသိမ့်လုံးဝငြိမ့်မည်အောင်ကိအမတနိဗ္ဗာန်တိလေဒီဆရာတော်ဘုရားကြီးရေးသားထားတဲ့ဝိပဿနာရဲရင်ကြပြပါစစ်မြေဆိုတဲ့နေရာလေးကဘုန်းကြီးကဖောက်ရွတ်လိုက်တာအစကတော့ဒီမြမကဘူးဒိုက်တာမိုးမြေစိတ်တွေနဲ့ထွေတွေသင်းစုဘတခုမြပြန်မှုနေဆိုင်သင်မပိုင်ဘူးအခိုင်အမာတန်ငါငါနဲ့စီကြဆွဲဆိုသင်ဤကိုလေးသင်လိုရရမလိုက်ပါပဲပါလာရောက်ရသဘောအပြင်၄ပါးကြောင့်ရင်ပြုစီရင်တော်လို့ရှေ့ကြီးပဲဒီတော့ဆိုင်ရဒီနေရာခန္ဓာကစစ်မြေနဲ့တူတယ်ခန္ဓာကဘာနဲ့တူတယ်လဲစစ်မြေနဲ့တူပါဗျာသင်္ဃမောဤအယံကာယောမဗုဒ္ဓဗျာဗလာနေဇာယုဇ္ဇာတိသင်္ဃမေတိခဟုတေဟိတေဗလာဘုန်းတော်တိုက်ပွဲဝင်တရားနာကြားကြတဲ့ဩဒေဂရကမှာပေါင်းသူတော်ကောင်းတို့အယံကာယောတလာစီတို့ယောက်ျားမိန်းမခေါ်ဆိုနေကြတဲ့မိမိတို့ခန္ဓာကိုယ်ကြီးဒီခန္ဓာကိုယ်ကြီးဟာတဲ့ဘာပါလဲသင်္ဃမောစိန်ဘုံအမြောက်ပြင်းပေါသွန်ကျဲချရစစ်မြေစစ်တလင်းကြီးပမာသာရီခန္ဓာကဘာနဲ့တူလဲစစ်မြေပြင်နဲ့တူတယ်ဟောလာပြီတတ်ချီလာပြီမဟာဗုဒ္ဓဗျာဟာဗလံဗျာဟာကြောင့်ဘွယ်လမ်းဘွယ်ထိတ်ဆက်ဘွယ်လင်ကြည်ကျဲခန္ဓာစွမ်းအတ္တတည်းသူရှိရပေကုန်သောဗလာမဟာဗုဒ္ဓမြည်လေမိတကြီးသမုမဟာဗုဒ္ဓသည်ဗလာစစ်ဆုံးစစ်တဲ့ဤအချက်၌ပြိုင်ဘက်မရှိရဲမှဇွဲတတိရှိကြတဲ့စစ်ကိုကြီးတို့ပဲတဲ့ပထဝီအာဘောဒီသောဝါယောဗမာလိုပြန်လိုက်တော့မြေရီလေမိတကြီးလေးပါတဲ့အဲ့ဒါကစစ်တပ်ပါတဲ့တဒအနေအချင်းယူလိုက်ဟုတ်လားဗျာဒီတော့ယုတ်ခန္ဓာအစုအပေါင်းကြီးကစစ်အင်္ဂါတစ်မျိုးလို့ခွန်ကြီးတို့အမျိုးကောင်းသားသမီးများမှတ်ယူထားကြသင်္ဃာမင်းဂေသာစဒုတိယအစုဖြစ်သောဟောဒီခန္ဓာကိုစစ်မြေစစ်တဲ့လင်းကြီး၌ဒီမဟာဗုဒ္ဓတာကြီးသမုဒ္ဓမဟာဗုဒ္ဓသည်တဲ့ဘုန်းကြီးတို့ခန္ဓာကစစ်မြေခန္ဓာကဘာလဲမဟာဗုဒ္ဓ၄ပါးဆိုတဲ့ယုတ်တရားကစစ်တတခုမဟာဗုဒ္ဓ၄ပါးကဘာပါလဲနေဇာယုဇ္ဇာနိသင်္ဃမေတိခာဥဒေဟိတေဗလာသင်္ဃမေဟောဒီဒုတိယအစုဖြစ်သောခန္ဓာကိုဒီဟုသောစစ်မြေပြင်ကြီး၌
ဒေဂဥရေခမဖွဲ့စေပူအေးလှုပ်ရှားခမတာကပထဝီဖွဲ့စည်းတာကအာဘောပူအေးတာကတေဇောလှုပ်ရှားတာကဝါယောဓာတ်ကြီးဘယ်နှပါလဲဒေဂဥရေခမဖွဲ့စေပူအေးလှုပ်ရှား၄ပါးလက်နဲ့၄ပါးထက်မြက်လက်နဲ့ဆက်ရှိန်ဝရဇင်ကြီးလေးခြင်းတို့ဖြင့်နေသာနေမဆိုင်ညာမဆိုင်အခါတိုင်းသာလင်ရုပ်ဇာတိကျဲသောပြည့်သွင်း၍နေကြလေကုန်၏ဘုန်းကြီးတို့ကသာအိတ်နေတာအိတ်နေတယ်ဆိုတော့ငြိမ့်နေလိမ့်မယ်လို့ထင်တာဒါပေမဲ့လို့ဘုန်းကြီးတို့ခန္ဓာကိုယ်ထဲမှာမြည်လေမိဗရဝိအဘောတိဇောဝါယောလို့ခေါ်တဲ့ဓာတ်ကြီး၄ပါးကတော့ဖြင့်အမြဲတမ်းသုံးနိုင်ကိုယ်တိုင်အပြိုင်ကျဲမနေဘူးလားဒါကြောင့်အိတ်ကောင်းလုံးလေးတကားတဲ့ပထဝီဓာတ်များဖောက်ပြန်တဲ့အခါကျတော့ကျင်ကြီးကျင်ငယ်မသွားရဘူးလားဒါပဲဥပဒါအိတ်နေတယ်ငြိမ့်နေတယ်လို့ထင်တာခန္ဓာတွင်းကဓာတ်တရားတွေကတော့လှုပ်ရှားမနေဘူးလားအေးကွာတော့အိပ်ပြောနေတဲ့စောင်းလာလို့လာမှမသိဘူးဒါပေမဲ့အေးဆိုတဲ့တေဇောဓာတ်ကဝင်လာတော့ဟောမနဲ့ကြတော့ तू ကတတ်တိပြတယ်ဟာချိုးနဲ့ဟောအေးမိတာတေဇောဓာတ်ကအနိုင်တိုက်ခိုက်ပြီးတကားလာယူနေတာဘုန်းကြီးတို့ကတော့ဇိမ်နဲ့လို့ထင်းနေတယ်အငိမ့်လို့ပဲထင်းနေတယ်ဒါပေမဲ့ဓာတ်ကြီးလေးပါရန်သူတွေကငြိမ့်ရလားငြိမ့်ပါဗျာမငြိမ့်ဘူးနော်ပိဋကသတိထားပါဒီတော့လောကလူသားတွေကအဲ့ဒီလိုဓာတ်လေးပါဖောက်ပြန်တယ်ဓာတ်လေးပါကသူ့အုပ်စုအသေးအပင်တွေနဲ့တိုက်ခိုက်နေတယ်ဆိုတာတော့သိချင်မှသိတော့လည်းပဲလွတ်အောင်ယုံနိုင်ရဲ့လားမယုံနိုင်ဘူးယုံနိုင်ရဲ့လားပိဋကတို့အေးမယုံနိုင်ဘူးဘာကြောင့်မယုံနိုင်တာလဲဆိုရင်ဘုန်းကြီးတို့ခန္ဓာကိုယ်မှာကိုယ်ယောဂစိတ်ယောဂနှစ်မျိုးခွဲလိုက်ဒါနကုလပိတုသုတ်တံအရပြောတာအဲဒီလိုကိုယ်ယောဂစိတ်ယောဂနှစ်မျိုးရှိတဲ့အခါမှာကိုယ်ယောဂအရင်ကုရမလားစိတ်ယောဂအရင်ကုရမလားစိတ်ယောဂအရင်ကုရပါဘူးကုရောကုကြရဲ့ဟမ်ကုဘူးမေးလို့ဖြေတာဘယ်လဲအခုတရားနာနေလို့များတဲ့ဇုံတရားယောဂဖြစ်လာရင်ဘုန်းကြီးတို့ပြည်သားဆက်ပြီးတရားနာမလားသို့မဟုတ်ဆေးတိုက်တစ်မျိုးမျိုးသွားမလားဘယ်နဲ့လဲကိုယောဂအရင်ကုတာလားစိတ်ယောဂအရင်ကုတာလားကိုယောဂအရင်ကုတာပါဘယ်နဲ့လဲမှားနေပြီအမေနဲ့ဖြေကကုရမှာကဘာယောဂကုနေကြတာကနိဗ္ဗာန်ရောက်ပါကာယရောဂတိဋ္ဌိခာယစိတ်တရောဂစိကိစ္စတုဒုက္ခိတောကာယရောဂိပိစိတ်တေနိရမယေတတိတဲ့ကာယရောဂံကိုမှဖြစ်ပွားချောင်းဆိုးနာစေးဆိုတဲ့အနာယောဂများကိုတိဋ္ဌိခာယမကုသေးပဲနဲ့တည်းကြီးအခါအောင်ဤ၍ကိုယောဂမကုသေးနဲ့သိခါမအောင်နဲ့စိတ်ဓာရောဂံစိတ်မှဖြစ်ပွားလောဘဒေါသမောဟစတဲ့အနာများကိုတိကိစ္စတုလင်းများစွာမဟာတတိပဒတရားသောက်၍ပြောင်းအောင်ကုလိုက်ပါကိုယောဂနဲ့စိတ်ယောဂဘယ်ဟာအရင်ကုရမလဲစိတ်ယောဂအရင်ကုပါဘုရားဒုက္ခိတောကာယရောဂိပိစိတ်တေနိရမယေတတိစိတ်တေစိတ်နဝစိတ်တိနိရမယေလောဘဒေါသမောဟကင်းကွာနာမရှိလေသောစိတ်အနာပြောက်သွားရင်တဲ့ကာယရောဂိပိနာစေချောင်းဆိုစားတဲ့ကိုယ်မှာဖြစ်ပွားအနာယောဂများဟာလည်းဒုက္ခိတောသက်သာနေပါလေစိတ်ယောဂပြောက်ရင်ကိုယ်ယောဂဘာဖြစ်တယ်လဲဒါရောက်ဘုရားယဟန္တာစတဲ့ပုဂ္ဂိုလ်တွေကယောဂဖြစ်ရင်ညီးသေးတယ်လားမညီးဘူးစိတ်ကိလေသာကင်းနေလို့စိတ်ယောဂကင်းနေလို့ဟုတ်ပြီလားအေးတို့အတွက်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကကိုယ်ယောဂနဲ့စိတ်ယောဂဘယ်ဟာအရင်ကုရမလဲတရားဓမ္မတတ္တဝါတွေကဘယ်ယောဂကုနေကြသလဲဘုရားအလိုနဲ့ကြိုက်ရအရှိဆိုတောင်မော်ရိုးလိတ်ထိုးလို့သမင်သေးကြီးမိုးမျောနေထိုးတာကလိတ်သေးတာကဘာလို့လဲသမင်အရှိဆိုတောင်မော်ရိုးလိတ်ထိုးလို့သမင်သေးကြီးမိုးမျောနေတရားမင်းမနေပိုင်လို့ဘာဆိုင်တော့လိတ်ထိုးတာနဲ့တရားမင်းမနေတာနဲ့ဟုတ်လားတရားမင်းမနေပိုင်လို့ဓာကိုကိုင်းဒုံနဲ့ပြစ်တယ်တဲ့ဟောကိုင်းတော့ဗာလဲပြစ်တော့တရားမင်းမနေပိုင်လို့ဓာကိုကိုင်းဒုံနဲ့ပြစ်တယ်ပေါင်မှန်လို့မျက်စိကျိုးသွားဟောက်တော့ကန်တဲ့ဖြစ်ပုံလောကဇတ်ခုဟုတ်တယ်မို့လားမှန်တော့ပေါင်နဲ့ကျိုးတော့သွားမျက်စိတဲ့ကန်းတော့သွားတဲ့အခုလေးဒီတိုင်းဖြစ်တယ်ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကကာယရောဂေဘဝဝိဇ္ဇဗုဒ္ဓတိဝမနောကတိကာယရောဂေဘဝဝိဇ္ဇဗုဒ္ဓတိဝမနောကတိဣဒာပိကာယိကောတန္တောအနန္တာဝမနောရုဇာ
ဒါပါပြောတာလေကာယတော်ဤကိုမှဖြစ်ပွားနာယောဂများ၌ဝိဇာပြောက်ကင်းအောင်ကုသနိုင်သောစေတမတို့သည်ဘဝများလာပေကုန်၏တဲ့ကုယောဂတွေပြောက်အောင်ကုနိုင်တဲ့ဆရာများပါဘိန်းတော်ရောမရှိဘူးလားရှိပါဘူးဒါဆရာရောရေရရာရောRBBSDO ဆိုတဲ့ဘွယ်ထူးရတဲ့ပုဂ္ဂိုလ်တွေရောများလိုက်တာတဲ့ကုယောဂကုနိုင်တဲ့ပုဂ္ဂိုလ်တွေများပါတယ်တဲ့ဒါကအပါယိကပြောတာယနေ့ကင်ဆာယောဂပြောက်အောင်မကုနိုင်သေးဘူးနော်ဟောတော်ဒီဝမနောကရေစိတ်မှာဖြစ်ပွားအနာယောဂများ၌ဝိဇောပြောက်ကင်းအောင်ကုသနိုင်သောစေသမာဓိကစေတိကဗုဒ္ဓတိဝဗုဒ္ဓဥတ္တိဝမြတ်စွာဘုရားတရားတော်ပဲတဲ့စိတ်ယောဂကုသနိုင်တာကဘာပါလဲအဲ့ဒီတရားတော်တတိပဋ္ဌာန်ကလွဲ၍တခြားရှိသေးသလားရှိပါဘူးဒါရောက်တဏ္ဍတိအမကြီးလေကရည်တယ်လေတဲ့အခါကျတော့အပူလုံးကြွယူယုံမယဖြစ်နေတာမြတ်စွာဘုရားတတိပဋ္ဌာန်ဆေးနဲ့ငြိမ့်မှငြိမ့်တာပဲမဟုတ်လားမှန်ပါဗျာယံပုဗ္ဗေတဝိသောသေတိသူသောသေပိစ္ဆာတိမဟုကိဉ္စနာဟဲ့တဏ္ဍတိပြီးရတဲ့အတိတ်ကိုမရှိတာတွေသင်စဉ်းစားနေလို့ပြင်မနာတဲ့ဩနာကကြတော့နာမရူပဆိုတဲ့မင်းသမီးလေးနဲ့တွေ့ရတော့ဘူး၊ကွဲရတော့မယ်ဆိုပြီးတကလားနာကမျောရေးပြီးတကလားမဖြစ်သေးတာတွေနဲ့သင်္ကပကြီးစေရေးချက်ပြီးတကလားနေတာဒါကြောင့်အတိတ်အနာကအစွန်းနှစ်ပတ်ပယ်ရှားလို့ပိစုပန်ဓာတ်သားဆဆလေးရှုမှတ်ပါလေသင့်အပူသိမ့်၍ငြိမ့်နိုင်ပါလိမ့်မည်တတိပဋ္ဌာစေပေါ်ရရှုမှတ်တာတတိပဋ္ဌာကာမရူပကြောင့်ကာမယူနေတဲ့တဏ္ဍတိအမကြီးယောဂါတွေပြောက်လို့ယဟန္တာမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာဟောဒါစိတ်ယောဂဟုတ်တယ်မို့လားနောက်သားသေးလင်းဆုံးပြီးတကားလားမိဘတွေပါပြည့်စည်တဲ့ပဒါစာရီယူလိုက်တာသွန့်သွက်ခါအဟုကိုဗလာချင်းနေတာပဲအဲ့လိုရှိတဲ့အခါကျတော့ဘုရားကိုရောမြတ်ကြီးကတတေပတ္တိလဘပဒါစာရီပဂိနိယောနမတတိတတိကိုပတ္တိလဘရစီပါလို့ဟဲ့နမပဒါစာရီသတိထားလောကမှာမေအဖေကနီးမြတ်သမိသားဆိုတာလာပါရဲ့လို့လည်းပဲမခေါ်ရလားအကြောင်းအလျော်စွာသူပါသူလာကြတာဖြစ်ကြတာဆွေမျိုးတော်ဆန်နေကြတာပြီးတဲ့အခါကျတော့ပြန်တော့လို့ပြောရရဲ့ဟိုလာလို့လည်းမခေါ်ပြန်မလို့လည်းမပြောသူသဘောသူဆောင်နေတာတွေကိုခြေသမီးပဒါစာရိနာတန်တိပုဒ္ဒဒါနာယနာပိတာနာပိဗန္နဝအမေအဖေအဖိုးအဘွားဇနီးမယားသမိသားဆိုတာကဖြင့်မိမိအာကိုဘယမဟုတ်ပေဘူးပေါ်တဲ့ယုံနာကိုရှုမှတ်တဲ့တတိပဋ္ဌာန်တရားအာကိုပါအာကိုမမနဲ့ပဒါစာရိဘယ်သူကဟောအဲ့ဒီမြတ်စွာဘုရားတရားစကားတော့သဘောကျလို့ပတ္တာစာရိကအယူပြောက်လို့သောတာပန်ဖြစ်ရတယ်မဟုတ်လားနောက်ရှင်ဘွားအားထုတ်လိုက်တဲ့အခါကျတော့ယဟန္တာဖြစ်သည်ဒါကြောင့်စိတ်ယောဂကုသနိုင်တာကမြတ်စွာဘုရားရဲ့တရားအောင်မယ်မြတ်စွာဘုရားသွားလို့မထားနဲ့အခုကအဲ့ဒီလိုလောက်တာလေဆိုပြီးဘုရားတန်ချောင်းကိုကူနဲ့နှက်လိုက်ပြီးတော့အပေါ်ကကြာရွက်ဖုံးဆိုပြီးတော့ဗါတဲ့ဒေခိနာသာခာမိကွင်းနဲ့ဆိုပြီးတော့ဘုရားတောင်အဲ့ဒါမိခင်သမားအဖြစ်နဲ့ထားကြသေးတယ်မလုံနဲ့ဘုရားမကုနိုင်ဘူးကုနိုင်ရဲ့လားမကုနိုင်ဘူးအဲ့ဒါသတိထားရဖို့တော့ပြီအချိန်ကသိမ့်မရှိတော့ဘူးဒါတွေလျှောက်ပြောနေရရင်ဘုန်းကြီးတို့တွေကတော့ကြစကကြောစီရှာရှိတယ်လို့ထင်နေလိမ့်မယ်ဒီတော့စိတ်ယောဂပြောင်းအောင်ကုသနိုင်တာကဘုရားတရားပါလေဘုရားရဲ့တရားပါတဲ့ဣရာပိကာယိကောတန္တောကာယိကောကုမဖြစ်ပွားအနာယောဂများသည်ဣဒဟောရိတဘဝတက္ကလ၌တန်တော်ငြိမ်းပြောင်းနိုင်သေး၏တဲ့ကုမဖြစ်တဲ့အနာယောဂတွေဆိုရတဲ့ဒီဘဝတည်းမဲ့ပြတ်ဆဲသွားနိုင်ပါတယ်တဲ့ဘလောက်ပဲကြီးမားတဲ့နုနာယောဂကိစ္စယောဂဖြစ်နေပါစေနောက်ဘဝအကယ်၍ကုသိုလ်ထောက်မှလို့လူဝင်စားဖြစ်လာရင်အဲ့ဒီကင်ဆာကြီးပါလာသေးလားအနုယောဂကြီးပါလာသေးလားကုယောဂဆိုတာဒီဘဝတည်းရတ္တနာနိုင်ပါတဲ့မကူပဲထားလို့လည်းကိစ္စမရှိပါဘူးတဲ့သဘောပေါက်တယ်မဟုတ်လားအေးဒါလည်းထင်ကြအောင်ပြောဦးမယ်ဘုန်းကြီးတို့အနုရုဒ္ဓမထေရရဲ့ညီမကလေးရောဟိနီဆိုတာကြားဘူးတယ်မဟုတ်လားကြားပါပါဗျာနုနာယောဂတဲ့လေဘုရားရှင်နဲ့တကွကပိလို့နေပြီးတော့သံဃာတော်ရှင်မြတ်ကြွလာတဲ့အခါကျတော့သူခမညာနုနာယောဂဆွဲလို့ပိဋကတမဝင်ရဲဘူးဒီကမောင်ကြီးနုရုဒ္ဓကနေပြီးတကလည်းနမတော်ရောဟိနီပဲသွားတယ်လေဒီလိုဒီကြောင့်ကြောင့်ပိဋကတဲ့မဝင်ရဲလို့ပါဘုရားဆိုတော့မှတခါတည်းရှိတော့ခေါ်တယ်နမ
သင်ရဲ့လက်ဝလက်စားတွေ2000ဘုတော်ရှိတာရောက်ပြီတကားလားနှစ်ထာကြောင့်ဆွမ်းစားကြောင့်ဓမ္မယုံလေးတစ်ခုဆောက်ပါအဲဒီလိုဆောက်ပြီးတကားလားနေစဉ်နေတဲ့ငါနှမတော်တပြည့်လဲညာသာဃာတော်တွေနေဖို့ရနေရခင်းဟဲ့တောက်ရည်တွေဖြည့်ဟဲ့လို့ခိုင်းနေတဲ့နိလန်ပေးခဲ့အေးယောဂါတွေကပျောက်ကင်းရင်တဲ့အတွက်ဒါကုသိုလ်ဆန္ဒရှိတဲ့အတွက်ဒါကြောင့်အဲ့ဒါလှုပ်အားပေးလိုက်မြေတာတပြည့်လဲတယ်နေရခင်းတယ်တောက်ရည်သုံးဆောင်ရည်တွေတီးထားဥပရိပရဒကာလေဥပရိပါတာတေပရဒကာလေအဘောဓပြင်ခင်းသည့်အချိန်ကစပြီးတကားလားတတ္တာကုဋ္ဌရောဂာနိမိတာယိအကင်းရဲ့သခင်ဘယင်ကြီးကတပါးသောကကြီးတယ်လေးမြတ်လို့တော့သင်ဒီမလိုအိတ်တာအနေအပြင်အဲ့ဒီကကြီးတယ်ကလေးအရာစီတတ်တဲ့အရာဌာနတွေနဲ့သင်ပြုလုပ်ခဲ့တဲ့ဒါကြောင့်သင်မှာဒီယောဂတွေတံမြန်ခံနေရတာကအကျွေးပေးရပါတယ်လေကအကျွေးပေးရတာဟုတ်လားဗျာအေးလားရောက်မလားလို့တဲ့အိတ်သားစားပြီးပဲစားပြီးတကားလားပေါ်ရယုံနာလေးရှုမှတ်သွားပါလို့ကျောင်းကြီးဇက်ချဘွယ်ကြီးမှာကျောင်းအမအနုဆိုခဲ့တဲ့ယောဂတဲ့ကလေးအတရားဟောလိုက်တာနောက်ဆုံးသောတာပတိရောဘာဖြစ်လဲအဲဒီလိုသောတာပတိဖလက်ခဏေဝသောတာပတိနေနဲ့တပြိုင်နက်ထက်သာလင်တတ္တကုဋ္ဌရောဂာနိဝုပသမိတုသောရောဟိနိယအနုယောဂတွေဟာအကုန်လုံးပျောက်ကင်းသွားပါတယ်ဟောဒါပျောက်ကင်းမှုအရိယာမဲ့နဲ့မြတ်စွာဘုရားတရားတော်နဲ့ယောဂကင်းမှုပြောတယ်နော်ကြိုက်မပြောက်ဖဲနေကြပါအောင်ဆိုတဲ့အဲ့ဒီရောဟိနိမသေးပဲနေမလားကြိုက်သေးသွားတော့ပဲဖြစ်လေတာဝရိဏနတ်ပြည်မှာနတ်သား4ယောက်တည်းအလဲဘဟုဆန္ဒမှာသွားပြီးနတ်သမီးလေးဖြစ်တာလှလိုက်တာဟုတ်လားအေးအဲ့ဒီလိုနတ်သမီးလေးဖြစ်ပြီးတကားလားနေတော့ဟိုနတ်သားကလည်းပိုင်နေဒီနတ်သားကလည်းပိုင်နေဆိုင်နေနဲ့အငင်းအကုန်ဖြစ်ပြီးတော့တခါတည်းပဲကောင်းစီရုံးရောက်ရောတရားမင်းထားနတ်ကောင်းစီဘာကောင်းစီလဲတရားမင်းတန်ရောက်တော့တရားမင်းကနှုတ်ခမ်းမွေးကားကစေးတာကြီးပါရတယ်တခါလေပေရိုးကြီးကပြီးတိုင်းတော့တာပေါ့ဟိုဘက်တိုင်းတော့လဲကွက်တိဒီဘက်တိုင်းတော့လဲကွက်တိနီးရပေးရအခုတော့အလဲဘဝဆန္ဒကြနေတော့တရားမင်းခေါင်းကုတ်မတတ်နိုင်တော့ဘူးကဲရုပ်ဝါဒအနေအပြင်သင်တို့ဆုံးဖြတ်လို့မရဘူးစိတ်နဲ့တတ္တိအနေအပြင်ဆုံးဖြတ်မယ်ကဲနမဝန္နတာပြောတာဒီနတ်သမီးအပေါ်သင်ပဲလို့စိတ်ကူးရှိတယ်လေစိတ်ချရှိတယ်လေဟုတ်လားဗျာဒီတော့ဟိုကပြောလိုက်တယ်တပည့်တော်ရဲ့စိတ်တဏ္ဍာဟာလေးတဲ့အဲ့ဒါရှင်းမြေရောက်ခဲ့တဲ့စီတန်လို့ဒိန်ဒိန်ဒိန်အဲ့ဒီအသာကြလိုက်ရင်တော့ဒိတ်ဒိတ်ဒိတ်နေနေတယ်လို့ဟောအချင်းရှိသမျှကျွန်ုပ်ရဲ့ဆရာတော်ဟိနိထာမရောက်ပြီးတော့နေပါတယ်ဒီကွာထားတော့ gain နံပါတ်2နာသာပြောသားဟဲ့ဟုတ်လားအဲဒီလိုပြောတဲ့အခါကျတော့နာမတုနာသကကျွန်ုပ်ရဲ့စိတ်ဟာတော့ပြင်အဲ့ဒါလေးတကွန်လိုပါပဲတဲ့လေးတကွန်များဟာတိုက်နေငြိမ်နေသလားလှုပ်နေသလားလှုပ်နေပါလေဗျာကျွန်ုပ်ရဲ့စိတ်ဟာလည်းအမြဲတမ်းနေရောညရောရောဟိနိထာမကြီးပဲရောက်နေပါသေးတယ်အိုး gain နာမသရိနာသာပြောစမ်းတဲ့ကျွန်ုပ်ရဲ့စိတ်ကတော့ဘာပြောကောင်းမလဲဗဇွတ်မျက်စိလိုပါပဲတဲ့ဘုန်းကြီးတို့ဘိဓါပဇွန်လုံးမျက်စိမြင်ဘူးလားဘယ်နဲ့နေတော့အပြည့်ုံမကဘူးပြင်မဲ့ကိုထွက်နေတာကျွန်ုပ်ရဲ့စိတ်ဟာလဲလေအချင်းချင်းကရောဟိနိထာမကြီးရောက်နေတယ်ဒီတော့တရားမင်းကနေ့ဟာလဲလွန်လာကြည်လားတဲ့။ကိုင်နာမဖိုးနာသာပြောစမ်းတဲ့နာမဖိုးနာသာကလည်းမလာပါဖေပြောရမယ်ဆိုပါလင်ပြင်းတယ်ကျွန်ုပ်ရဲ့စိတ်တွေဟာရည်တခွန်လိုပါပဲတဲ့တို့ရည်တခွန်တွေကအပေါ်ကတသွင်းသွင်းအောက်ကျနေတာလားအပေါ်ပြန်တက်နေတာအချင်းရှိတယ်မြတ်ကျွန်ုပ်ရဲ့စိတ်ဓာတ်ဟာရောဟိနိတာရောက်နေပါတယ်လို့ပြောတဲ့အခါကျတော့တရားမင်းလည်းမတတ်နိုင်တော့မင်းတို့စိတ်ဓာတ်ချင်းလည်းတူတကွာတဲ့ဒါပေမဲ့လို့ငါကရောဟိနိမရရင်တော့သေမှာဆိုပြီးတော့တရားကခွေလိုက်တာဗကြက်ခွေရလို့အဲ့ဒီတည်းကစလာဒါကြောင့်လူဘဝနုနာတယ်လေးဟာတရားတွေဟူသောအခြေပြတရားဖြင့်ဒီဘဝကုဋ္ဌယောဂပျောက်ပြီးတကားလားနတ်ပြည်မှာတဏ္ဍာရှင်းရှင်းလှလှပပနတ်သား4ယောက်တို့ယုံတက်ပြီးတကားလားကိစ္စများတော့တဲ့ရုပ်သွင်းအင်္ဂါဖြစ်လာသဘောပေါက်တယ်နော်ပြေတာဒါတို့ကလေးငယ်လေးတွေနားလည်အောင်ပုံစံပြောပြရဒါကြောင့်စိတ်ယောဂပျောက်နိုင်တာဟာဘုရားတရားတော်ပါပဲကိုယ်ယောဂမပျောက်ချင်နေပါစေစိတ်ယောဂပျောက်ရင်ဣတာပိကာယကောတန်တော်အာနန္တဝမနောရုဇာမနောရုဇာစိတ်မဖြစ်သွားနာယောဂများသည်အာနန္တဝအဆုံးအပိုင်းချမရှိပါပဲတဲ့ဒီဝရကြည့်လေရွေးကုန်ဒီဘဝကရွှေခွက်ကြီးကိုဘုရားအလောက်ယူသွားတော့ငါရွှေခွက်ပါတဲ့ပေးငါရွှေခွက်ပြီးဆိုရင်ခွဲနာကြသေးလိုက်အဲ့ဒီကနေပြီးတော့ဒေါသမအာဂတအမျက်ထားလိုက်တာဘုရားဖြစ်သည့်အထိပဲမဟုတ်လားဒေါသယောဂစိတ်ယောဂဘာပါလဲ
အေးဒေါသဆိုတဲ့စိတ်ယောဂတဲ့ကံရှိပါစီပြောရင်လည်းဘုန်းကြီးတို့တိုက်ပွဲဝင်နောက်ကျနေလိမ့်မယ်ဆယ်နာရီထိုးရင်တော့သိမ့်မှာမိနစ်20ကြာတော့တယ်မပြီးဖြတ်လန်းကနေပြီးတော့ဘုန်းကြီးသိမ့်လိုက်မှာပဲကံရှိတယ်ဒီတော့အမျိုးကောင်းသားသမီးများအနေအချင်းသိထားဖို့ရာကခန္ဓာကစစ်မြေနဲ့တူတယ်ခန္ဓာကဘာဝါတိမြေလေမိတာကြီးလေးပါမဟာဗုဒ္ဓတရားတွေကယံသူနဲ့တူတယ်ဟုတ်တယ်မို့လားဘုန်းကြီးရောအိပ်ပြောနေပေမဲ့လို့ငြိမ်နေထင်းနေပေမဲ့လို့ဘာဝါတိမြေလေမိတာကြီးလေးကအလုံးလုံးမနေဘူးလားအေးအုပ်စုဖွဲ့ပြီးတကားလားတကားတည်းပဲသူ့နိုင်ကိုယ်နဲ့အပြိုင်ကျဲနေလိုက်တာဒါပြင်အဲ့ဒီစစ်မျက်နှာနံပါတ်1ဖွင့်လာခဲ့တဲ့မဟာဗုဒ္ဓ၄ပါးစစ်တပ်ကလေတတ်သားဘလောက်ပါတယ်လဲသိဖို့မလိုဘူးလားနေ့ပြင်ကရွှေဘုံဝင်ကြမှာဆက်ဟောမယ်အဲ့ဒီလိုက်ခဲ့ကြပြီတော့နော်ဒါရီအတွက်ပြရင်အများကြီးပဲအေးဒါရောက်ပထဝီဆိုတဲ့ပထမစစ်ဘုံမူကြီးနောက်ကတတ်သား20ပါလာတယ်တတ်သားဘယ်လောက်လဲဒီလာလောမနာခတန္တာတသောမန္တနာရုအတ္တိမိစ္ဆာဝကံဟရိယယကနာကိလောမကံပိယကမပသံအန္တကုဏဥဒရိယံကရိတမတလုံးငါးလေးလီဒါပဲကေသာသမင်းနဲ့လောမကမွေးရင်နဲ့နခါကခြေသက်လက်သေးတဲ့ဌာနာကသွားတဲ့တဆောကအရေးလူအရေးပါဆိုပြီးတော့တူတူချင်းလူရင်းပြောကြကြမတလုံးကအုံနောက်အထိ20သောအစုအဝေးကအဲ့ဒါပထဝီတတ်သားတွေပါဟုတ်ပါလားပြည်သားဒါပဲအဲ့ဒီပထဝီတတ်သားတွေကဘယ်လိုခန္ဓာတည်ဟုသောစစ်မြေမှာမှွေနေကြတယ်လေ။ကိုင်အုံနောက်ပြက်သွားတယ်ဆိုရင်တတ္တဝမသိရဘူးလား။ဒါဘယ်သူကတတ်တာတော့ဟောပထဝီဓာတ်ကတတ်တာဟုတ်တယ်မို့လား။အေးဒါရောက်ကေသာလောမနာဂဒါနာတေသောမသနာရုအတ္တိမိစ္ဆာတဲ့ဟောအယူတွေယူတွင်ချင်းစီတွေပြည့်စည်ဆုံးမသွားပြန်ရင်လည်းပဲတတ္တဝဟာမသိရဘူးလား။ဘာဓာတ်ကတတ်တာလဲဤပထဝီဓာတ်ကသပိတကလနေတာမန္တနာရောအရိမိစ္ဆာဝက်ကဟရိယယကနာကိလောမကံပပသံအန္တကုဏဥဒရိယံကရိတာတဲ့ဟောကရိတာဆိုတာကျင်ကြီးကိုင်ဓာတ်ချုပ်တယ်ဆိုရင်စီတော်ပိယောဂာနဲ့ဆိုရင်ဒုပိယတာဘယ်နဲ့ဖြစ်တယ်အဲ့ဒါဘယ်သူကသတ်တာလဲကိုင်ဘုန်းကြီးတို့ဝမ်းပိုက်ထဲမှာရန်သူတွေရောက်မနေဘူးလားဒုက္ခပဲညတော့အိမ်ရဲမှာမဟုတ်တော့ကိုပါကိုနေရကောင်းတာအခုဘုန်းကြီးတရားနာမိမှာတို့ပိုက်တဲ့ရန်သူတွေရောက်နေပြီဟုတ်တယ်မဟုတ်လားအေးအဲ့ဒါသတိထားအမြဲတမ်းသရဝခန္ဓာဖြစ်လာရင်မဘွေးကိုခပိုက်ထဲပိုက်ထားရအချိန်မရွေးဒီမှာဘွေးကခပိုက်နဲ့ခန္ဓာနဲ့နီးနေတဲ့အတွက်ဒါကြောင့်နှောင့်ယှက်နိုင်တယ်လို့သရဝဟာလည်းတရုတ်ကလာပုံနာမွတ်စလင်မအစ္စလာမ်ခရစ်ယာန်အမေရိကန်ယူရီးယားဒီယိုကမ္ဘောဒီးယားလာအိုဂျပန်နီပေါ်ပြည်အင်္ဂလန်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ဟောဒီဓာတ်၄ပါးကတော့ပြင်ကင်းရလားမကင်းရင်သေမင်းကိုသစ္စာနှမ်းနေရတာပဲမဟုတ်လားပြည်သားဒါကြောင့်အိုယောဂီတွေးမနေနဲ့ငေးမနေနဲ့သင်ရဲ့လွတ်လပ်ရေးကိုရှေ့ရှုကြိုးစားပါလို့ဆိုလိုသည်သဘောပေါက်တယ်နော်ကိုင်းနောက်ဘုံမင်းကြီးတကူကပါလဲလို့ဆိုရင်ဖြင့်အာဘောဓာဟုတ်တယ်အာဘောဓာပါတယ်အာဘောဓာဘုံမင်းကြီးရဲ့နောက်ကတာသ12ယောက်ပါလာသည်ပါလာလဲမန္တလုံးကရဲ့နောက်ကပါလဲပိဋ္ဌာသေးမှာပုဗ္ဗောလောဟိတသေးတော်မေတော်အာသုဝတ္တခေလောသင်္ကတိကလာတိကမုဒ္ဒဘယ်နှပါလဲအဲ့ဒီ12ပါးယူစီတတ်တဲ့သဘောရှိလို့သူ့ကိုအာဘောဓအုပ်စုဝင်လို့မှတ်ပါသဘောကိုပြောတာနော်နှက်ကြီးထွက်လာတာအာဘောမဟုတ်ဘူးယူစီခြင်းသဘောကလေးကအာဘောဟုတ်ပါလားပြည်သားဒါကြောင့်ပိဋ္ဌာသေးရဲ့သေမသလိပိဋ္ဌာသေးမှာပုဗ္ဗောပြီဟုတ်ပါလားလောဟိတသွေးလောဟိတသေးတော်ချွေမေတော်အစီတယ်အဲ့ဒါတွေကယူစည်းခြင်းသဘောမရှိဘူးလားရှိပါတယ်အာဘောဓပဲဒါပဲသီးကြီးပြက်တယ်သီးကြီးနဲတယ်ဆိုရင်လောကသရဝါတွေဘာဖြစ်တယ်ဆင်းရဲကြတယ်သိကြဒါဘယ်သူကသတ်တာလဲအာဘောဓဘုန်းကြီးတို့ခန္ဓာထဲမှာဘာတွေရောက်နေတယ်လဲရန်သူတွေရောက်နေတယ်ကိုကသားနဲ့သမီးနဲ့ဇနီးနဲ့ပြောနိုင်အားပြီမယ်လို့ခန္ဓာထဲကရန်သူတွေကတော့စောင့်နေရလားစောင့်မနေဘူးအချိန်ရလည်းပြအနိုင်တိုက်ခိုက်ပြီးတကားလာနေတာဟုတ်လားပြည်သားအေးဒါကြောင့်ပထဝီဓာတ်က20အာဘောဓာတ်က12ပါးပေါင်းလိုက်ရင်အများသိရတာက32ခုဌာနလို့ဤ၍များအသိများကြပါဒါပေမဲ့လို့ဘုန်းကြီးတို့ခန္ဓာထဲမှာတည်စောတဲ့၄မျိုးတည်စောဆိုတဲ့မှာပုဂ္ဂိုလ်မင်းကြီးနောက်ကအဲ့ဒါတသ၄ယောက်ပါလာတယ်
အဲဒီတသာတွေကအနုမြူပုံကိုင်လာပြီးတကားလာပါလေတန်တပနာတေနနဲ့ဇေရဏပိပါစကိလေးတွေတည်သောအပြာတည်သောတာဘဏ္ဍပါဒီပါပါဒါကတော့စာပေဆိုင်ရာမှုပြောနေတယ်ဘယ်ကလေးအပူရှိန်ဝိနေ့ထိုးတဲ့သားလွန်နဲ့96ဒီဂရီကသားလွန်နဲ့အပူရှိန်ဝိ3ရာကျော်ပြီးတကားလာသေမလောက်အပူရှိန်ဝိ4စားမြူထားတဲ့အစာကိုချက်ခဲ့တဲ့ပါစကဆိုတဲ့အပူရှိန်ဝိဒီတော့လောကအပူများတော့တတ္တဝါတွေအဖျားမတက်ဘူးလားအဲ့ဒီအဖျားကတရားကဟိုကရှေ့930လောက်လွန်သွားရင်ဘာဖြစ်တယ်ဘသူကတတ်တာလဲတီဇိုးကတတ်တာဘုန်းကြီးတို့ဝမ်းပိုက်တဲ့သို့မဟုတ်ခန္ဓာထဲမှာဘာတွေရောက်နေတယ်လဲဟောရန်သူတွေရောက်နေတယ်သဘောပေါက်ပါလေနော်မိကဒီပါဇက်ကတိတော့အစာမကြည့်ပြန်တော့ခုကနေခိကနေလေးချင်းမတက်ဘူးလားအနိယခဲ့တဲ့အဲ့ဒီကအစာရင်အချင်းပေါက်သွားရင်ဒုက္ခမရောက်ဘူးလားဩအဲ့ဒီတီဇောကနေပြီးတော့စွန့်ရင်မရှိတဲ့အတွက်တကြောင့်တတ္တဝါတွေနေပြန်တော့တမျိုးများပြန်တော့တဖို့မရှင်းရဘူးလားရှင်းပါဘူးဒါပေမဲ့အခုနေက32ပါးတဲ့4ပါးထည့်လိုက်36ပါးဟောခန္ဓာထဲမှာတတ်သားကြီးရောက်နေတာဟုတ်ပါလားနောက်တစ်ခုကဝါယောဆိုတဲ့ဘုံမင်းအဲဒီဝါယောဆိုတဲ့ဘုံမင်းနောက်ကပါလဲဥစိတ်ဒေါသဥဒင်္ဂမောအတောကမောတဲ့ဟောအထက်ကိုဆန်နဲ့လေတစ်အောက်ကိုစုံနဲ့လေနှစ်ကုတ်စိတ်ဓာဥထဲမှာတည်တဲ့လေကုဋ္ဌသယတဲ့ဝမ်းထဲမှာတည်တဲ့လေအကုတ်စိတ်ဓာဝမ်းထဲမှာတည်တဲ့လေကုဋ္ဌသယအင်္ဂါချင်းကုဋ္ဌသယဥထဲမှာတည်တဲ့လေအင်္ဂမေဃနုတာရိငါအင်္ဂါကြီးငါကိုရှောက်ရတည်တဲ့လေအတ္တတပတ္တသဝင်လေထွက်လေ6ဘယ်နှမျိုးလဲဝါယောဓာကလည်းတာသား6ယောက်နဲ့အပြိုင်လာပြီလီမသက်တော့အနေမခက်ဘူးလားလေထိုးမြန်တော့အနိဆိုးရတယ်တဲ့အဲဒီလိုခန္ဓာတွေကတတ္တဝါတွေအသီးအသီးရှိကြတဲ့တတ္တဝါတွေရဲ့ခန္ဓာထဲမှာတဲ့ဝါယောဓာကလည်းတာသား6ယောက်နဲ့နိုင်ရဆိုပြီးတော့၄မျိုးကဘယ်လောက်တဲ့80၄မျိုးကဘယ်လောက်လဲအေး၄မျိုး80ဆိုပြီးတော့တတ္တဝါတွေအများကြီးတပ်ပြန်ပြီးလွတ်ထားလိုက်တာအကိုင်ပေါင်းများတို့ပဒဝိဓာကတာသား20အာဘောဓာကတာသား12ပါးဒီသောဓာက4ပါးဝါယောဓာက6ပါးပေါင်းလိုက်ရင်အဲ့ဒါ42ခုထာသဘုန်းကြီးတို့ခန္ဓာထဲမှာယဟန်လူတွေတခါတည်းခြေကုပ်ယူပြီးတော့နေလိုက်ကြတာဘယ်အချိန်ကလဲငွေတွေကဟုတ်တယ်မဟုတ်လားအကျဉ်းစားပြောရင်ငွေတွေကသာနေတည်ကြတဲ့ကစတာပဲမဟုတ်လားဒါကြောင့်အဲ့ဒီပဟဝတိမိလေမိဓာကြီးတဲ့ဘုမဟာဘုဆိုတဲ့ယဟန်လူတွေမိမိတို့ခန္ဓာထဲရောက်နေတယ်ဆိုတော့ဘာလုပ်ပြရတိုက်ထုတ်ပြရမယ်ဘာလုပ်ပြရမလဲအေးဒါကြောင့်ဗဒဝိတာတုံခောရာဟုလာနိစ္စတောဇာနာတောပသတောအဝိဇ္ဇာပယတိဝိဇ္ဇာဥပ္ပိစတိဒါကရှိရေးပြဘုရားကဘယ်သူကလဲလွတ်လာ၏ဖခင်ငြိမ်းချမ်း၏ပိတုကဖြစ်တော်မူတဲ့မြတ်ဗုဒ္ဓတိဟုသောသေနာပတိဘုံမှုကြီးကအဲ့ဒါရှိရေးပြတယ်ရာဟုလာခြေသာရာဟုလာဗဒဝိတာတုံပဒဝိဓာတုံမာမူကြောမှုလို့ဆိုတဲ့ပဒဝိဓာအစုကိုအနေစာတော်ပေါ်ရရှုမှသောအပြည့်မမြဲဘူးရဲ့လို့ဒုက္ခတော်ဖြစ်ချင်းပြချင်းညင်းစားနေတဲ့ဖြင့်ဆင်းရဲရဲ့လို့ပါသတော်ဇာနာတော်ဝိပဿနာဉာဏ်မျက်စိဖြင့်ကွက်ကွက်ထင်ထင်မြင်လာသိရှိတော်ဇာနာတော်ပါသတော်အဝိဇ္ဇာပယတိအဝိဇ္ဇာပယတိအမောင်တွင်ကလောကင်း၍ဝိဇ္ဇာဥပ္ပိသတိညာအမြင်အလင်းလွတ်လပ်ခြင်းဖြစ်ပေါ်လာလေတည်းဒါကထွက်ပေါက်ပါပါလေအေးဒါရောက်ဇပင်လေးထုံနေဖိတယ်မှတ်ရမယ်ဒါပထဝီဓာတ်ကိုတိုက်ပွဲဝင်နေတာသဘောပေါက်ပလားကိသာဆိုတာပထဝီဓာတ်အုပ်စုဝင်မယ်မဟုတ်လားလောမမွေးရင်ကလေးတွေကပထဝီဓာတ်အုပ်စုဝင်မယ်မဟုတ်လားအေးဒါရောက်ဇပင်ထုံကောင်းပြီးဒီကစပြီးတကားလာတကူလုံးတကောင်လုံးဖြစ်ပေါ်ရအမှုရာကိုမှတ်သားလို့မမြဲခြင်းအိဋ္ဌာဆင်းရဲခြင်းဒုက္ခဆိုမြဲခြင်းအနတ္တမြင်လာလင်ဖြင့်အဲ့ဒါသင်သည်တော်လာရေးရှစ်စင်လို့အောင်ပွဲဝင်နိုင်ပါပြီလို့ဆိုလို့သည်ဟုတ်လားနောက်တစ်မျိုးပြောကြစို့အာဘောဓတုံဟောရာဟုလာအိဋ္ဌာဒေါသနာဒေါပသဒေါဝိဇ္ဇာပယတိဝိဇ္ဇာဥပ္ပိစတိအတူတူပဲအာဘောဓဆိုတဲ့အမိပဲကွာဒါဖြင့်ယခုနေ့ကအာဘောဓစင်ရင်ပြထားတာကဘာလဲပိဋ္ဌံသေမာပုဗ္ဗောလောဟိတံသေတော်မေတော်သိကြီးကစပြီးတော့ချွေးတို့အစီခဲတို့တခါတည်းပဲနာယီတို့နော်ပြီးတွေပြီးတော့ချွေးတွေကျင်းခဲတွေမပါဘူးလားသရွေးတွေအုံနောက်တွေသရွေးတွေမပါဘူးလား
ဒါဖြင့်ပိဋကသရွေးထွေးရင်ထွေးတယ်လို့မှတ်တာဟာဟောယူစည်းခြင်းသဘောရှိတဲ့တေဇောဓာတ်ကိုအာဘောဓာတ်ကိုမှတ်တာပဲမဟုတ်လားဒါကျင်ငယ်စွန့်ရင်စွန့်တယ်လို့မှတ်တာဘာဓာတ်မှတ်နေတာလဲအာဘောဓာတ်မှတ်နေတာသဘောပါဗလားမဟာဘုတ်၄ပါးကကျုံရတိုက်ခိုက်တယ်လို့ဘုန်းကြီးတို့ကတွေ့ရရန်လူကိုတခါတည်းပဲအနိုင်တိုက်ရမယ်ဒါကြောင့်အာဘောဓာတ်12ပါးအဝိယပါကိစ္စတွေပြုလုပ်နေတဲ့အခါမှာလည်းပဲမှတ်သားရမယ်ဟုတ်ပါလားဗျာနောက်တစ်ခုကတေဇောဓာတ်ဆိုတာပူမှုအင်းမှုသဘောဒါကြောင့်ခန္ဓာကပူလာရင်ပူတယ်လို့မှတ်ရအေးလာရင်အဲ့ဒါဘာဓာတ်ကိုမှတ်တာလဲတေဇောဓာတ်ကိုမှတ်တော့တေဇောဓာတ်တို့ငေါရာဟုလာနိစ္စဒေါသနာဒေါပသဒေါဝိဇ္ဇာပိယတိဝိဇ္ဇာဥပ္ပိစတိဒီလိုမှချင်းပြလေသင်တို့တွေရန်တို့လက်တွင်းကလွတ်ကင်းလာနိုင်ပါတယ်လွတ်မြောက်ရရနိုင်ပါတယ်ရှင်းတယ်နော်ဗျာဒါရင်နောက်တစ်ခုကဝါယောဓာဝိဓမနလက္ခဏောဝါယောထောက်ကနာတောင်းတင်းနာလေပေါ့လေဒါရဘုန်းကြီးတို့ဖောင်းတယ်လို့မှတ်တာဘာလို့ဖောင်းတာလီရှူလို့ဖောင်းတာအဲ့ဒါဝါယောဓာကိုမှတ်နေတာပဲမဟုတ်လားပိန်တယ်လို့မှတ်တာလေထုတ်လို့မဟုတ်လားဘာဓာတ်ကိုမှတ်တာလဲဘယ်နဲ့လဲပြေးတာမှတ်ကောင်းတယ်လားမမှတ်ကောင်းဘူးလားအဲ့ဒါသတိပြုကြဖို့ပါပဲအခုမဟာဘုတ်၄ပါးဆိုတဲ့ဘူမင်းတရားတွေကစိတ်သား42ယောက်နဲ့ခန္ဓာကိုယ်ထဲမှာဝင်ရောက်နှောက်ရက်နေပြီဒါကိုဘုန်းကြီးတို့ကပေါ်ကကြည့်ကြိုက်ကလေးမှာအကုန်လုံးလိုက်ပြီးရှုမှတ်တော့အနေအချင်းသတိဓရဝံထားပြီးတကားလားသမာဓိအင်အားနဲ့တိုက်ထုတ်ရမယ်မဟုတ်လားဝိရိယကအလုံးမလုံးဖက်နဲ့ပြေးကုန်နေရင်ဒီဓာတ်ကြီးလေးပါမွေးကြီးလေးကောင်ကြိုက်တာလို့ခန္ဓာကိုယ်ကြီးမသေးပေဘူးလားသိရင်စိတ်မြင်မှာရှုံးပြီသိရင်ပါလေဧရာရောက်သင်္ဃမောဧယံကာယောမဟာဗုဒ္ဓဗျာဟဗလားနေစာယုတ်ဇာတိသင်္ဃမေတိတ်ခဟုတေဟိတေဗလားအယံကာယောတရာရှိတို့ယောက်ျားမိန်းမခေါ်ဆိုရတဲ့ဟောဒီခန္ဓာကိုယ်ကြီးသည်သင်္ဃမောစိန်ပြုံးအမမြောက်ပြစ်ပေါက်သွန်ကျဲအားခဲ၍တိုက်ကြရရှိမိစေတလင်းကြီးပမာပေပဲဟုတ်လားဗျာမဟာဗုဒ္ဓမြေရလေမိတာကြီးသမုတ်မဟာဗုဒ္ဓသည်ဗျာကြောက်ွယ်လမ်းွယ်ထိတ်ဆက်ွယ်လင်းဤကျခန္ဓာစွာတတ္တိယဒုရှိကြပေကုန်သောဗလာစေဆုံးစစ်တဲ့ရဲ့ချက်နိုင်ပြိုင်ပဲ့မရှိရဲ့မဆွဲတတ္တိရှိကြတဲ့စစ်ဘုကြီးတို့ပဲမဟာဘုတ်၄ပါးကရန်သူစစ်ဘုလေမဟာဘုတ်၄ပါးကပါလေသင်္ဃမေယောက်ျားမိမခေါ်ဆိုကြတဲ့ဟောဒီတလားရှိတို့ခန္ဓာကိုယ်စစ်မြစ်တလင်း၌ဒီမဟာဗုဒ္ဓခေမဖွဲ့စည်းရဲ့ဒိဋ္ဌာဟုတေဟိခေမဖွဲ့စည်းပူအေးလုံးချ၄ပါးထက်မြဲလက်နဲ့ဆက်ရှိဝရဇိကြီးလေးတို့ဖြင့်ဒီတို့မဟာဘုတ်၄ပါးတို့သည်အိဋ္ဌာအမြဲယုတ်တန်ဒီကျဲသွန်ပြင်းသွင်းနေကြလေကုန်ပြီယုတ်တန်ဒီနင်းလိုပမမထငါလိုလူစဘူးတလွားမှမတထောင်တကောင်မွားရဲ့လို့ယောက်ျားဘာသာရေးမှနေပွားပြီးတကားလားတအားဖြင့်တိုက်ခိုက်နေကြလေတော့ဤတန်မဟာဘုတ်၄ပါးသကုံသကသဘုံသကများလို့ခေါ်တဲ့တို့ရန်သူတော်များကိုအတိတ်ကမိတ်တုံကျော်လွန်ပါလွာလွန်မြောက်ပြီးသွားကြခြင်းကအာရဗျာထာသတိပတ္တံဆိုတဲ့လက်နဲ့ကြီးဆွဲအားတန်ပြီးတော့မြန်ကြီးလွတ်မြောက်အောင်အားထုတ်လိုက်ကြကုန်ရသတည်းစစ်တပ်ကဝိုင်းရန်တိုက်ခိုက်နေပုံရန်တဘုံထွေးကနောက်ဆက်ပုံလည်းပြောခဲ့ပါပြီအဲဒီကလွတ်မြောက်အောင်ရှုမှတ်ချက်သတိဒရဝံသမကင်းသမထားပြီးတော့ဝိရိယအားနဲ့တိုက်ထုတ်ရမယ်ဆိုလည်းပြောခဲ့ပြီမဟုတ်လားဗျာစစ်တပ်တထပဲရှိသေးတယ်ဘယ်နဲ့တလဲဒီတော့ပြထားတဲ့ပုံစံကဘယ်နဲ့တပါလဲဧရာရောက်ခန္ဓာ၅ပါးစစ်တပ်ရှိသေးတယ်အာယရဏ12ပါးစစ်တပ်ရှိသေးတယ်ကိလေသာ10ပါးဆိုတဲ့စစ်တပ်ရှိသေးတယ်အဲ့ဒါနဲ့ဖြင့်ကညရွှေဖုံးခွင့်ဓမ္မယုံမှာဆက်လက်ပြီးတော့တိုက်ပွဲဝင်မယ်အာဇာနည်သူရဲကောင်းများတိုက်လို့ကလိုက်ခဲ့ကြမတိုက်လို့ကလည်းလက်နဲ့ချပြီးတော့တွင်းတူရကြတော့ပြီဒီနေ့ကနော်ဧရာရောက်အဲ့ဒါလေးကိုဘုန်းကြီးတို့အကြီးညုတ်ဆိုပြီးတကလားတတ်အင်္ဂါစစ်အင်္ဂါအခုပြခဲ့ပါပြီမဟာဘုတ်၄ပါးယောက်ျားမိမှနားလဲပါလေခန္ဓာထဲမှာကိုကငြိမ့်နေပြီမဲ့လို့ဒီဓာတ်၄ပါးကတော့အမြဲတမ်းလှုပ်ရှားမနေဘူးလားတကားလေပထဝီဓာတ်နဲ့မြားအာဘောဓာတ်အနေအမြတေဇောဓာတ်အနေအမြဝါယောဓာတ်အနေအမြနဲတော့လေဟမကြများတော့လည်းပဲရံမရများလာတဲ့ခန္ဓာကိုယ်မှာသတိပဋ္ဌာန်ဆိုတဲ့စစ်ကြောင်းကဝိရိယအင်အားဘုံ၅ပါးဆိုတဲ့စစ်ကူများနဲ့ဘုန်းကြီးတို့ကတိုက်ပွဲဝင်ရမယ်ပေါ့ဟုတ်လား
ရှင်မေအလားခန္ဓာ၅၌သုံးပါးလက္ခဏုအောင်တကွန်ထူ၍အနိစ္စဒုက္ခအနတ္တပထဝီအာဘောတိဇောဝါယောဘာဒပဲတွေ့တွေ့မမြဲခြင်းအနိစ္စဆင်းရဲခြင်းဒုက္ခအဆုမရခြင်းအနတ္တဗဇကဆိုပြရမှာမဟုတ်ဘူးပေါ်ကိုက်ကိုရှုမှတ်သောအနေအချင်းပေါ်ပြောင်းဖြစ်ဖြစ်မြင်မှာဟုတ်လားပြေကရှင်မေအလားခန္ဓာ၅၌သုံးပါးလက္ခဏုအောင်တကွန်ထူ၍ငါစုဘုံမင်းဖို့တဲ့သင်တို့စိတ်ခင်ပြီးသောအောင်ရှိသော၍မြို့တော်ဝင်ရတိပဋ္ဌာဟုလေးတန်တကဖွင့်သောအဖြစ်ရှင်ပါမယ်ဆက်လွယ်ရှင်၍ပလင်တဲ့ဖွဲဖို့လေးသွဲ၌စံပဲနိုင်မဒုက္ခကလည်းလုံးဝငြိမ်းပြီးအောင်ငိမ့်အမတနိဗ္ဗာန်ကိုဆိုတဲ့အတိုင်းတို့တက္ကဒကမတွေမှတ်သားလွဲနိုင်အောင်စိတ္တအင်္ဂါပြကြိုက်ဆိုရတို့တထွေရသူတို့တထွေသတ္တဝါများတို့ဝိုင်းထားပါတဲ့ရန်သူတော်မဟာဘုံမြတ်ခန္ဓာငါးနဲ့ဆန္ဒပါအာယတနာအောင်စီသောမဟာဘုံ၄ပါးကစိတ္တတတခန္ဓာ၅ပါးကစိတ္တတတအာယတနာဆန္ဒပါးကစိတ္တတတဒါလာလိမ့်မယ်မဟာဘုတ်ကလည်းယုတ်တအနေအပြင်ဟောဒီခန္ဓာကြီးတပ်ပြငင်းတဲ့နေဖို့ခန္ဓာ၅ပါးကလည်းတပ်ပြငင်းတဲ့နေဖို့အာယတနာ12ပါးကလည်းတပ်ပြငင်းတဲ့နေဖို့ဒီဟာတော့ဒီယုတ်နာကြီးပါပဲဟုတ်လားဒီတော့ယုတ်တရားတွေ့ဝေတဲ့ပုဂ္ဂိုလ်များသင်ရှားအောင်ဆိုပြီးတော့ယုတ်တရားအများစုပါတဲ့အာယတနာအမည်နဲ့ဘုရားကဟောတယ်နန္တရားမှာမထင်မရှားတွေ့ဝေတဲ့ပုဂ္ဂိုလ်တွေနာအများစုပါဝင်တဲ့ခန္ဓာ၅ပါးကိုမြတ်စွာဘုရားကဟောတယ်ရုပ်ရဲ့နာရဲ့နှစ်ပါးလုံးစုပေါင်းပြီးတော့ဇဝေဇဝါဖြစ်နေတဲ့ပုဂ္ဂိုလ်တွေယုတ်နာအများစုပါဝင်တဲ့ဓာတ်18ပါးကိုဟောတာအတူတူပဲယုတ်နာစိတ်ရင်းချုပ်လိုက်တော့ဟုတ်ပလားဒါရောက်ခန္ဓာလိုပဲပြောပြောအာယတနာလိုပဲပြောပြောဓာတ်လိုပဲပြောပြောဒီခန္ဓာပဲပေါ်ရဟောဒီယုတ်နဲ့နာအရှုခံနဲ့ရှုညာနှစ်ပါးပဲလို့ဆိုတာအချင်းချင်းမှတ်ထားကြတို့ပိဒါဒါတော့နာမဝေးဘူးညာပေါင်း30ကျော်သွားပြီတရားတွေဟုတ်ပလားဒါရောက်တို့တထွေသတ္တဝါများတို့ဝိုင်းထားပါတဲ့ရန်သူတော်မဟာဘုံမြတ်ခန္ဓာငါးနဲ့ဆန္ဒပါအာယတနာအောင်ရှိသောလောဘဒေါသမောဟများနဲ့ကိလေသာ7ပါးတကြောကြောကိလေသာ7ပါးလုံးမှာတတပြောထားတာဘုန်းကြီးတို့သုဒ္ဓနိဗ္ဗာန်ကြတော့မကဘူးကာမတိပထမသီလဒုတိယရတိဥစ္စတိတတိယခုတ်ပြီးပါတာတိသတုဋ္ဌိတနာမဟုတ်စတိလာသေးတယ်ကိလေသာကိုဆေးတက်ခွဲလာသေးတယ်ဒါအားထုတ်တဲ့ယောဂီတွေမှာဖြစ်ပေါ်ဖို့ဟုတ်ပါလားလောဘဒေါသမောဟများနဲ့ဘေးရန်တွေများလာသောလေးပဋ္ဌာန်ပွားမှတော်အိမ်နေထိုင်နေရနေစားနေတောက်နေပြောနေပါမိရင်လည်းလို့မဟာဘုတ်စတဲ့ခန္ဓာတဏဓာတ်စစ်တီတွေကငြင်းနေတယ်ဘေးရန်နေအင်မတန်များလာတဲ့ခန္ဓာကိုယ်ကြီးပါတဲ့ဟုတ်လားဘေးရန်တွေများလာသောလေးပဋ္ဌာန်ပွားမှတော်လက္ခဏာရင်အောင်လားဆိုင်လို့နိဗ္ဗာန်ဆိုင်ပွား8ပါးမခင်တော်အနိစ္စဒုက္ခအနတ္တလက္ခဏာရင်အောင်လားဆိုင်ပြီတကားလားသာမာဒိဋ္ဌိစတဲ့ပညာမဲ့ခင်သမာဓိမဲ့ခင်သီလမဲ့ခင်အဲ့ဒီမဲ့ခင်8ပါးဆွလွယ်ဆင်လို့ဘုန်းကြီးတို့နိဗ္ဗာန်မြို့ဝင်ရမယ်လို့ဆိုပါတယ်ဗျာနော်ဒေတိတောမေယံဓမ္မောဗုဒ္ဓိနာဟိသဘာတိတောတိနာသဗေဒုက္ခယံတုဇနာဣဋ္ဌသမေခိနောဗုဒ္ဓိနာဝိနေယကြာဗရုမာကိုဝိလာစေတဂုဏကကြောင့်ဗုဒ္ဓအမည်တွင်ဘုရားရှင်သည်အာဟိသဘာတိတောထံကရိုင်းပယပြပြထိမိအတိအကျဖြင့်သံဃာတိမ်လွာကိုကြွားပါစေကြောင်းကောင်းစွာမသွေဟောကြားတော်မူအပ်ပါပေသောအယံဓမ္မောဓမ္မပရတက္ကရာလာပါဝေယကရှင်တိုက်ပွဲဝင်ခေါ်တဲ့တရားဒေသနာတော်ရှိပိုင်းကိုမိမယဘုရားတုကိလေမျိုးကြီးအကျေခွာပြည့်စေဖို့ကြာတွေးလုံငန်းမှာသတိပဋ္ဌာန်လမ်းဖြင့်
ကျိုးပန်လေပိနရပတိမြေဆိုငါရမျိုးသည်ဟေတိတော်သိစေမစေခြင်းစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားအပ်ခဲ့ပါပြီဟေတိတော်ဒီယုံတွင်မကျေနာဖဲကိလေမြဝတိသနိုင်တဲ့ပြည့်မြနိဗ္ဗာန်ကိုအဋိဌဆွဲသတ္တိဖြင့်စိတ်ကြံငါဆွဲမှတ်ပြီးတော့အခဲအကအဆွဲအကြတွေကိုတကယ်တည်းဖြတ်နိုင်တဲ့မြင်မြမှုမှန်မဟာတတိပဋ္ဌာန်ကိုဆွဲလုံးလသန်းနှံဖြင့်မမကြီးကြိုးစားကြပါစေဟံပံပြည့်တို့ပွားကြပါစေကံဉာဏ်တတိပြိုထွားကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားအပ်ခဲ့ပါပြီဒီနာစေရနာဆိုင်ရေမေတ္တာပန်သဖြင့်ဖြင့်ချမ်းချွေသဘောလမ်းချွေဟောရတဲ့ဒုသောသောတေသနာအာနုဘောရောကြောင့်သာဝေဒနာပိစုံပါတိမေတ္တာရေလွှမ်းဆုံးဝါရေးဆက်ဆုံးနာကြောင့်ယုံလာကြညာတို့ကြည့်မြင်နိုင်ပါမည်လားဓမ္မသဘင်ဆင်ရဲ့ကျင်းပတကားတကမအပေါင်းဆွေတော်မျိုးတော်သူတော်ကောင်းတို့သည်ဣဋ္ဌာသမင်ကြီးတော်ပြန်နိုင်အောင်ဆောင်နိုင်မြောင်တာတိုင်းဖြောင်းတောင်းတိုင်းရာဣဋ္ဌာမင်္ဂလာရာရာအဘုံဘုံပြည့်စုံ